はい。掴むための説明の工具です。日本の貴族部を調会でつないだ形をしています。で、この先生နည်းနည်းလောက်စကူနည်းလေးပါကျယ်ပြီးလို့ရမလားချက်ပြီးလို့ရမလားအော်ကိုမေညီမအဲ့ဒါဖုန်းနဲ့ကိုဖြဲမလုပ်ကြည့်လို့ရထားလိုက်ဘူးလားရလားはいやばびすみませんはいအေးでこの原理を用意して強い体で物をခါလာတဲ့力で物を掴むことができます。อื溶ม接では物を曲げる際にも使用されます。はい。အဲ့တော့မတို့ကရာတုတ်ကိုနဲ့ရမှာချစ်ချက်ချစ်လေးပါတယ်ရာတုတ်ကိုဆိုတာဘာလဲလို့မေးလို့ရှိရင်အလွယ်ပြောလို့ရှိရင်မီးညက်လို့သာမှတ်ထားလိုက်နဲ့ရောစဲစလုပ်တဲ့လူတွေမီးညက်လို့ပြဒီဘက်ဘေးမှာလည်းသူပုံလေးပြထားတယ်နဲ့ရာတုတ်ကိုဆိုတာဘယ်လိုမျိုးလဲဆိုတာဒီလိုမျိုးနေနဲ့အဲ့တော့ရာတုတ်ကိုဆိုတာကလည်း nesta tetsuna တို့ nesta ဆိုတာအပူပေးထားတာကိုပြောတာနဲ့အပူပေးထားတဲ့ထက်စစ်တန်ပေါ့နော်တန်ချောင်းစတာတွေကိုတဲ့အပူပေးထားတဲ့တန်ချောင်းစတာတွေကိုစကမှုတာမယ်နော်ညှက်ဖို့အတွက်ပေါ့နော်ပြောမယ်ဆိုဖမ်းဆုပ်ဖို့ညှက်ဖို့အတွက်ထက်စစ်စိဆိုတာတန်နဲ့ပြုတ်လုပ်ထားတဲ့ခိုဂူဒက်စကရိယာပစ္စည်းဖြစ်ပါတယ်တဲ့နိဟွန်တော့နှစ်ချောင်းနော်ဒီအနောက်ကနှစ်ချောင်းကိုပြောတာနိဟွန်ဆိုတာနှစ်ချောင်းနိဟွန်တော့ခင်းစုကူဆိုတာတန်နဲ့ပြုတ်လုပ်ထားတာနဲ့ခင်းစုကူဘိုးတန်လေးပြုလုပ်ထားတဲ့နှစ်ချောင်းကိုတဲ့သူချောツガイဘချောツガイဆိုတာအဲ့လိုမျိုးဂွညှက်ထားတဲ့ပုံစံပြောတာねဂွပုံစံတဲ့စနာယီတာအဲ့ဒီနှစ်ကောင်ဂွပုံစံနဲ့ဆက်ထားတဲ့ခတာချီကိုပုံတံတန်ကိုရှိတဲ့အီမာဖြစ်လောက်ထားပါတယ်တဲ့တက်ခွန်တော့ဂန်ဒီကိုတက်ကိုဆိုတာဒီနေရာကိုပြောတာနဲ့တက်ခွန်တော့ဂန်ဒီကိုတဲ့လျော့တဲ့အသုံးပြုပြီးတော့ဆွေချီကာရာကိုအားပြင်းပြင်းနဲ့ပေါ့နော်強い力でအားပြင်းပြင်းနဲ့မိုနိုကိုပစ္စည်းကိုစကမှုကိုတို့ကတက်ပြီးမှညှက်နိုင်ပါတယ်လို့ပြောတာねအဲ့တော့ဒီခေါင်းကိုအသုံးပြုပြီးတော့ဒီတက်ကိုခေါင်းကိုပြောတယ်တက်ကိုအသုံးပြုပြီးတော့ဒီကနေပြီးတော့အားပြင်းပြင်းနဲ့အရာဝတ္ထုပစ္စည်းတွေကိုညှက်နိုင်ပါတယ်တဲ့ကင်ပြီးတော့ဗောနော်တဲ့ရောစက်စစ်တဲ့ဆိုတော့အမတို့ဝယ်တင်လုပ်တဲ့နေရာမှာဗောနော်ဝယ်တင်လုပ်တဲ့နေရာမှာဆိုလို့ရှိရင်တော့မိုနိုဆိုတာပစ္စည်းတန်ချောင်းဖြစ်မှာဗောနော်ရောစက်စစ်လုပ်တဲ့တန်ချောင်းကိုမာဂဲရုဆိုင်ဒီမိုကွေးတဲ့အခါမှာလည်းပဲရှီရောစာတွေမှာအသုံးပြုပါမယ်တဲ့အဲ့တော့ပြောချင်တာတန်တွေပါတယ်ပူတယ်ဆိုရင်အမတို့ကလက်အိတ်တွေနဲ့ကင်လို့အဆင်မပြေဘူးဟုတ်လားလက်အိတ်နဲ့မိဘူးခံတဲ့လက်အိတ်တွေရှိပါတယ်နည်းအဲ့ဒါတွေနဲ့ဒါပေမဲ့တကယ်တမ်းကျတော့အမတို့ဘယ်လိုကင်တာများလဲဆိုတော့ဒီလိုမျိုးရတုတ်ခုနဲ့ကင်တာများတယ်เนาะတန်ချောင်းတွေအပူပေးထားတဲ့အပူပေးထားတဲ့တန်ချောင်းတွေကိုကင်တဲ့အခါမှာပြောမယ်ဆိုရင်ကက်ကြီးနဲ့ကက်ကြီးရဖြစ်တယ်မီးညက်လိုပုံစံမျိုးပေါ့နော်မီးညက်လိုပုံစံမျိုးအဲ့ဒါကိုပြောတာဖြစ်ပါတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတဲ့အခါကျတော့ရာတိုခုနော်ပလယာပေါ့ပလယာဆိုလို့ရှိရင်လည်းရာတိုခုလို့ပြောရတယ်နော်ရောဆက်စစ်မှာဘယ်လိုသုံးမလဲဆိုလို့ရှိရင်ကြတော့ဒီလိုမျိုးလေးတွေညှက်ပြီးတော့သုံးမှာဖြစ်တယ်ပူနေတဲ့တန်ချောင်းတွေပေါ့နော်ရောဆက်စစ်လုပ်ပြီးသားတန်ချောင်းတွေကိုကင်တွယ်ခြင်းတဲ့အခါမှာဒီလိုမျိုးညှက်ကလေးတွေနဲ့သုံးမယ်ဆိုပြီးတော့ပြောရတယ်တိတ်ပြီးတော့ပုံတော့မရှိပြင်မယ်လို့ဟိုက်ရမယ်နော်အဲ့တော့ရာတိုကိုဆိုတာစကိနောက်တစ်ခုကကြတော့မတို့ဗာလဲဆိုတော့ seki hitsu ね seki hitsu ကိုနွေနီဆန်聞こえるဒီမှာစာမေးနဲ့တခါတည်း attendance ထည့်လိုက်တာမြင်ပဲထင်တယ်セキヒス溶接溶連のためにてっぺんなどへの毛がき入れに使用します。毛がきとは材料の上に傷をつけて線を描くことです。でseki hitsu ဆိုတာဘာလဲပေါ့နော် seki ဆိုတာမတို့သိရဘာကိုပြောရလဲ seki ဆိုတာ
ကြောက်တော့ ကြောက်တုံးနဲ့အဲ့လိုအဓိပ္ပာယ်လေးကိုသိထားလိုက် hit ဆိုတာမှာတော့ဖြန့်ခင်းတယ်ဆိုတဲ့အရာနဲ့တွားမှာ ਨੇ အကြည့်ကြအောင်ရောဆက်တွေပြီးတဲ့ခါကျတော့ရောဒန်ဆိုတာဘာလို့တာလဲဟေ့တန်ချောင်းတစ်ချောင်းနဲ့တစ်ချောင်းကိုဘာလို့ပြီးတော့ဆက်တာလဲအပူပေးပြီးတော့ဆက်တာအဲ့ဒါကိုရောဆက်ရောဒန်ဆိုတာကြတော့တန်ချောင်းကိုအဲ့လိုဆက်ထားတာပဲဖြစ်ဖြစ်ငကိုတန်ချောင်းကိုပဲဖြစ်ဖြစ် glider နဲ့ဖြစ်ဖြစ်မတို့အပူပေးပြီးတော့ဖြစ်ဖြစ်ဖြတ်တာအဲ့ဒါရောဒန်တော့ရောဆက်လုပ်ထားတဲ့အရာတွေကိုပြန်ပြီးတော့ဖြတ်တာတဲ့ခါမှလည်းသုံးတယ်ပေါ့နော်အဲ့ရောဆက်စုရောဒန်းတော့တာမယ်နိအဲ့လိုပစ္စည်းကိုဂဟေဆက်ဖို့တွေပြင်ပြန်ပြီးတော့ဖြတ်ဖို့တွေအတွက်တဲ့ထက်ပန်းနာတော့နော်ထက်ပန်းဆိုတာကတန်ပြားနဲ့တန်ပြားစားတာတွေမှာတဲ့သူခေကားခီအီတဲ့နိခေကားခီအီတဲ့နိရှိမအဲ့တော့ခေကားခီဆိုတာဘာကိုပြောရလဲနောက်ကပြန်ရှင်းထားတယ်ခေကားခီတူကခေကားခီဆိုတာကတဲ့ဇိုင်းရောတော့ဦးရဲ့နိပစ္စည်းရဲ့အပေါ်မှာခီစုကိုつけတဲ့အစင်းရာကိုချစ်ပြီးတော့ဗောနော်စင်းကိုခခုခုတူတဲ့မြင်းကိုဆွဲတဲ့အရာဖြစ်ပါတယ်အဲ့တော့ပြောချင်တာမြေဖြူဖြစ်ဖြစ်မတို့တန်နေမှာဆိုရင်မြေဖြူမဟုတ်ဘူးအဖြူရောင်ချော့ခုလေးတိလိုက်ကြောက်ဖျုံမျိုးနဲ့တူတဲ့ဟာကြောက်နေလေတန်ချောင်းတွေပေါ်မှာဆိုရင်အဲ့ဒါနဲ့ရေးမှာခံတာပေါ့နော်မြေဖြူနဲ့ရေးလို့မရဘူးပေါ့နော်အဲ့လိုမျိုးနေရာတွေမှာမာကင်လောက်တာအဲ့ဒါကိုဘာလို့ဆိုတော့ခေကားခီလို့ခေါ်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်မာကင်ပေါ့နော်မာကင်ခီစုつけတဲ့အဲ့လိုမျိုးအစင်းရာချစ်လိုက်ပြီးတော့မာကင်လောက်တာကိုပြောတာဆိုတော့အဲ့လိုမျိုးမာကင်လောက်တဲ့နေရာမှာထည့်ဖို့အတွက်သုံးတဲ့ဆက်အရာကိုဘာလို့ခေါ်လဲဆိုတော့ seki hitsu ဆိုပြီးတော့ခေါ်တယ်เนาะတဲ့ seki hitsu ကြောက်နဲ့ချစ်တာပေါ့နည်းဒီလိုမျိုးမြေဖြူကြောက်သူမြေဖြူမဟုတ်ဘူးလေမြေဖြူလိုပဲဒါပေမဲ့မြေဖြူမဟုတ်ဘူးသူကကြောက်ဖြုံရုံနဲ့တူတယ်နည်းတုံးမှုလားဆိုင်ထဲမှာဒီလိုမျိုးတန်ပြားညတော့ဖြစ်တိုးဖို့ကူဟိုပါသုံးတယ်ပါတော့တရားတွေစောက်တယ်ဆိုလို့ရှိရင် split plate တွေရှိရဲ့ဒီလားတရားတွေစောက်တယ်ဆိုလို့ရှိရင်ထက်ခုတ်လုပ်တဲ့လူတွေထဲမှာပါလားတရားမှာဆိုလို့ရှိရင်ဘာလို့ဒီလိုမျိုး split plate တွေနဲ့ဘိုးတွေနဲ့တွေနဲ့ဟာရှိရဟုတ်လားမသိဘူးဥပမာဆိုလို့ရှိရင်ဒီလိုမျိုးဘိုးတွေနဲ့တွေနဲ့ရှိရပေါ့နော်ဒီလိုမျိုးနေရာတွေဟိုဘက်မှာလည်းရှိမယ်ပေါ့နော်အဲ့လိုနေရာတွေမှာမတို့ကလာပြီးတော့ဘိုးတွေနဲ့တွေကိုမာကင်လုပ်တဲ့အခါတို့ပြီးတဲ့အခါကျတော့ရောဆက်စုပေါ့နော်ရောဆက်စုလုပ်တဲ့အခါမှာဒီနေရာကိုရောဆက်စုလုပ်ပါမယ်ပြီးရင်တန်ချောင်းရဲ့ site ကဘယ်လောက်ဖြစ်ပါတယ်ဘယ်လိုရောဆက်စုနဲ့လုပ်ပါမယ်အဲ့လိုမျိုးမာကင်အမှတ်အသားတွေမှတ်တာနော်အဲ့တော့ဘယ်လိုမှတ်ထားမလဲဆိုတော့ဒီကောင်ကိုမြေဖြူအမျိုးအစားဖြစ်တယ်ဒါပေမဲ့ကြောက်နဲ့လှုပ်ထားတဲ့မြေဖြူပေါ့နော်အဲ့လိုမျိုးမှတ်ထားလိုက်ရလာမလဲအဲ့ဒါကိုဒါမသုံးဘူးလားဟိဆိုင်ထဲမှာတွေ့တော့တွေ့ဘူးလေဆက်စပ်ကိုအဖြူအောင်အချောင်းလေး ဟုတ်ပါပြီ အကြည့်လေး ဆိုအကြည့်လေးကြောက်ဖြုံ လို့ဖြူအောင်ဟုတ်တယ်အဲ့ဟာကိုခေါ်တာဖြစ်ပါတယ်နော်တဲ့seki hitsu နော် seki hitsu ကျွန်တော်တို့တကယ်တော့ဒီ hitsu ကဘယ်ရလာလဲဆိုတော့ကျွန်တော်မှပြောမှတ်တာတို့နဲ့ခံတာတို့ဆိုတာခဲသားဘောပင်ကိုဘယ်လိုခေါ်လဲခဲတာကိုဘယ်လိုခေါ်လဲ ampi ဆိုတာဟုတ်တယ်အဲ့ pizza လေးနော် pizza ရဲ့ pizza လေးဖြစ်တယ် okay ရမလားဟဲ့အဲ့တော့ seki hitsu ဆိုတာအဲ့လိုမျိုးmarket မှတ်တဲ့ဟာကိုပြောတာဖြစ်တယ်နော်seki နောက်တစ်ခုသွားရအောင်နောက်တစ်ခုကဘာလဲဆိုတော့ spatter နဲ့ spatter fuchaku boshi sai အဲ့တော့ရောဆက်စုလို့ရှိရင်မီးပွားတွေထွက်တယ်ပေါ့နော်အဲ့ဒါတွေ spatter လို့ခေါ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆူရှင်းထက်ဆန်はいဒီတန်းကဘယ်လိုဖြစ်ချက်တော့ဒီတန်းကဘယ်လိုဖြစ်မလဲဆိုတော့မမြင်နေရပါပေါ့နော်ဆိုတော့ဒီထဲမှာကျတော့ဂမ်ဘတွေကလုံးဝတကယ်အခြေခံအရာတွေကိုထည့်ပြီးတော့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စာများတယ်ပေါ့နော်နည်းနည်းပြောရမယ်ဆိုရင်စာများတယ်အကောင်လုံးလည်းပြီးသွားရော site ထဲလည်းရောက်ကိုအဲ့ဒါလေးတင်ထားတယ်ဘာမှမသိဘူးဆိုပြီးတော့ဖြစ်မလားဖြစ်မယ်ထင်တယ်နော်ခေါ်တဲ့အရာတွေရောခေါ်တဲ့အခေါ်ဝေါ်တွေရောအရင်များတဲ့ခါကျနော်အဲ့ကြလို့ရှိရင်လည်းပြန်ပြီးတော့စာအုပ်ကိုပြန်ကြည့်ဒါကတော့ဒီစကားလုံး
တီခန်းကြီးနဲ့ရေးတာဒီကိုတို့ပါအဲ့ပြအကုန်လုံးကိုမှတ်မိနေကြမလို့တည်လားစာလုပ်တယ်ဆိုတာလေစာလုပ်တယ်ဆိုတာထပ်ဘယ်လိုပြောရမလဲအလုပ်လုပ်တယ်ဆိုတာကလေမလိုအပ်တဲ့အရာတွေကိုအုံနောက်ထဲမှာမထည့်ထားတယ်ဒါပေမဲ့ဘယ်အရာကဘယ်နေရာမှာရှိတယ်ဆိုတာလောက်ကိုမှတ်ထားလမ်းကြောင်းကိုမှတ်ထားလို့ရှိရင်ကိုသိကျင်တဲ့ခါကြလို့ရှိရင်အဲ့ကောင်သွားပြန်ရှာဘယ်နေရာမှာရှာရမလဲဆိုတာကိုသိထားလို့ရှိရင်အဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့အဲ့ဒီကြောကိုတွေအကုန်လုံးခေါင်းထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်အကုန်လုံးလည်းမမှတ်နိုင်ဘူးမလိုအပ်ဘဲနဲ့လည်းအုံနောက်လေးတယ်ပေါ့နော်အဲ့တော့ကြဖတ်ပါအောင် spider はいspider fuchaku bush design spider တို့はရောဆက်စုချူနိဟိဆန်စုစရာကူや金属စု部のことです。溶接の仕上がり、品質の妨げになるため、スパダの付着を防ぐために用いられます。溶接前の材料にハゲやスプレーで塗布しておきます。အဲ့တော့ဒါပါလဲဆိုတော့ spider နဲ့ spider ဆိုတာဘာကိုပြောရလဲဆိုတော့ဒီလိုမျိုးရောဆက်စလုပ်တယ်ဆိုလို့ရှိရင်တို့ spider တွေထွက်တယ်မီးပွားတွေမီးပန်းတွေထွက်တယ်ပေါ့နော်အဲ့ဒီ spider တွေကို fuchaku ဆိုတာမကတ်သွားအောင်ပေါ့နော်မကတ်သွားအောင်အဲ့ဒီမီးပွားမီးပန်းတွေကဘေးနားမှာရှိနေတဲ့ horn side ရောပေါ့နော်တန်ချောင်း main တန်ချောင်းရွသွားပြီးတော့ထိပြီးတော့အမှဒီလိုမျိုးဗာလဲတန်ဘူးလေးတွေအဲ့လိုမျိုးတွေဘူးဒီလေးတွေထနေရလေးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်ဆိုတာကဘိုးရှိကာကွယ်တာဘိုးရှိဆိုင်ကာကွယ်တဲ့ပစ္စည်းပေါ့နော်spider လေးတွေမကတ်နေအောင်ကာကွယ်တဲ့ပစ္စည်းအမှဆိုလို့ရှိရင်တို့တွေကပုံမှန်တယ်နော်တဲ့အဲ့တော့မဝင်လာဟဲ့တဲ့အဲ့တော့ spider တို့က spider ဆိုတာကတဲ့ရောဆက်စုချူနိဝယ်တင်စော်နေတဲ့အတော်တွင်မှာတဲ့ဟိဆန်းစုလူပြန်ထွက်လာတဲ့ဆူရာဂူဆိုတာဒီဟာကိုပြောရတယ်ဒီမီးပွားလေးတွေဆူရာဂူပြာတွေမီးပွားတွေပြီးတဲ့အခါကျတော့ခင်းဆိုခုဆိုတာခင်းဆိုခုဒီကနေပြီးတော့အမတို့ကဒီ main တန်ချောင်းရောဆက်စုလုပ်တယ်ဆိုရင်ဒီ main တန်ချောင်းကြီးတန်အမှုံအမွှားတွေပေါ့နော်အဲ့ဒါတွေကိုအဲ့ဒီအရာတွေအကုန်လုံးအမတို့က spider လို့ခေါ်တာဖြစ်ပါတယ်တဲ့ရောဆက်စုの仕上がりရောဆက်စုပြီးသွားတဲ့အခါ finish ဖြစ်သွားတဲ့အခါပေါ့နော်အချောတက်သွားတဲ့အခါမှာ品質の妨げになるため品質ဆိုတာမှာတော့ဒီပစ္စည်းကကောင်းလားမကောင်းဘူးလားဆိုတဲ့အရာကိုဆုံးဖြတ်ဖို့အတွက်ပေါ့နော်ဆုံးဖြတ်ဖို့အတွက်ဆိုလို့ရှိရင်ကြတော့တဲ့အဲ့တော့ဆုံးဖြတ်ဖို့အတွက်ဆိုလို့ရှိရင်ကြတော့ spider နော် fuchaku ဒီ spider တွေ main တန်ကြောင်းကြီးမှာကတ်နေလားမကတ်နေဘူးလားပေါ့နော်sorry spider တွေကတဲ့ main တန်ကြောင်းကြီးမှာကတ်နေလားမကတ်နေဘူးလားပြီးတော့မကတ်ဖို့ဖစဲကုတာမယ်နေကောက်ဝယ်ဖို့အတွက်မိုချီအရာတွေမှာအသုံးပြုပါတယ်တဲ့ရောဆက်စနောမရဲ့တော့မတော်ဝယ်တင်မစော့ခင်မှာဆိုလို့ရှိရင်ဘလို့ကာကွယ်မလဲဆိုတော့ပေါ့နော်ရောဆက်စနောမရဲ့တော့ဝယ်တင်မစော့ခင်မှာဇိုင်းဒီယိုနိဒီ main တန်ကြောင်းဖြစ်ဖြစ်ပြီးနားမှာရှိတဲ့တန်ကြောင်းတွေဖြစ်ဖြစ်သူဘယ်လိုပြောရမလဲသူ့စီကထွက်လာနိုင်တဲ့အကွာအဝေးလောက်မှာရှိတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုဘာလုပ်မလဲဆိုတော့ဟာခဲ့ရပြီးတော့ spray တွေနဲ့တိုဖူရှိတဲ့ okay မှာတုတ်ထားပါမယ်လို့ပြောတာနော်အဲ့တော့ဟာခဲဆိုတာဘယ်လိုမျိုးလဲဆိုတော့တကယ်တော့မတို့အဲ့ဒါလေးဗာလဲမီးမလောင်နိုင်တဲ့အဝတ်တွေရှိရတဲ့လား spider ရောဆက်စုမီးလောင်လိုက်တယ်ဆိုမီးလောင်တယ်ဆိုလို့ရှိရင်အဲ့ဒီမီးကိုအပေါ်ကနေပြီးတော့အုပ်လိုက်လို့ရှိရင်မီးငြိမ်သွားအောင်မီးတက်ဟိုရတွေပါတုံးတယ်မြင်ဘူးလားမသိမီးတက်တဲ့နေရာတွေပါမှာတုံးတယ်အဲ့ဒါရဲ့အဲ့လိုပုံစံပေါ့နော်အဲ့ဒါကိုအုပ်ထားတယ်ဒါအဲ့ဒါကိုအုပ်ထားတာတို့ဒါမှမဟုတ်လို့ရှိရင် spray နဲ့ရှူဆိုပြီးတော့ spray နဲ့တုပ်လိမ့်ထားပါမယ်လို့ပြောတာတိုဖူဆိုတာတုပ်အမတို့ဆေးတုပ်တာကိုပြောတာပေါ့နော်ဒါပေမဲ့တကယ်တော့ဆေးတုပ်တာမဟုတ်ဘူး spray ဆိုလည်းအမတို့ဖြန်းတာပဲပြီးတော့ဆောနာကဟာခဲ့အဝတ်ဆိုလို့ရှိရင်လည်းဘာလုပ်တာပဲလဲဆိုတော့အုပ်ထားလိုက်တဲ့ပုံစံမျိုးပဲပေါ့နော်တဲ့အဲ့ဒါကိုပြောတာဖြစ်ပါတယ် ဟိုက်ရမလားအဲ့တော့ spider ဆိုတာဘာကိုပြောရလဲပေါ့နော်
sputter ဆိုတာမီးမွှားလေးတွေကိုပြောတာအဲ့ဒီမီးမွှားလေးတွေကို main side ရောဒီမှာတွားပြီးတော့မကတ်အောင် spray တွေဖြန်းပြီးတော့ကောက်ွယ်လို့ရတယ်ပြီးတော့အဝတ်တွေနဲ့အဝတ်တွေဆိုတာဟိုအဲ့ဒီမီးမပေါက်တဲ့အဝတ်ပေါ့နော်မီးမပေါက်တဲ့အဝတ်တွေနဲ့ကာကွယ်အုပ်ထားလို့ရတယ်။အဲ့တော့ site ထဲမှာတနည်းအားဖြင့်ဒီကနေမှတော့ဗာသိနိုင်လဲဆိုတော့ site ထဲမှာရိုးစက်စုလုပ်နေပြီဆိုလို့ရှိရင်ဘာတွေရှိရမလဲဟဲ့အဲ့ရိုးစက်စုပတ်လဲမှာ မီးမွားတွေမထွက်အောင်ကာတဲ့ဟိုအဖြူအဖြူပြားကြီးနေစမ်း အဲ့ဟုတ်တယ်။နဲ့ ပြီးတော့မီးသက်ဆေး ပြားကြီးရှိရမယ်ပြီးတော့ဟုတ်တယ်မီးသက်ဆေးဘူးရှိရမယ် ရှော့ကတ်ခိ မီးသက်ဆေးဘူးပြီးလို့ရှိရင်ရေဘုံအခုနောက်ပိုင်းရေဘုံမထားဘူးတကယ်တော့ရေဘုံထားရမှာလေရေဘုံတဲဘုံအဲ့ဒါတွေအကုန်ထားရမှာနေတော့ဒီနေ့က2 လပိုင်း18ရက်နေ့ပြီးခဲ့တဲ့အပတ်ကအတန်းတင်နေဟုတ် တင်နေ ဟုတ်တင်တယ်ဆရာ တင်နေဟုတ်ဆန်စေ အတန်းလက်မမှလာဘူးလားမသိဘူးအဲ့တော့ဟုတ်လား ဒီမှတ်တယ်လေတင်နေတော့စမ်းစေဟိုကနောက်ဆုံးမဝင်လို့ခေါ်လိုက်သေးတယ်အောင် အေးနေမှတ်လိုက်တယ်နော်မှတ်လိုက်တဲ့ဟာမှတ်လိုက်တဲ့ဟာကိုဘယ်ပြောက်သွားတယ်မသိဘူးပြီးမှပြန်ကြည့်ကြည့်အောင်တဲ့ညတော့2 လပိုင်း28တောင်ဖြစ်ကုန်ပြီဒီနေ့ကဘယ်2 လပိုင်းဖြစ်သွားလဲ4 လပိုင်းဖြစ်သွားတယ်နော် 4 လပိုင်း လပိုင်း9 ရက်နေ့ဖြစ်သွားတယ်နော် 9 ရက်နေ့ ဟုတ်နန်းဆန်ညီမတော်ဖြစ်တယ်ဟိုဟာဗာလဲသူတင်းတွေနန်းဆန်ဒီချိန်ခဏပြက်တာများပြီနော်များပြီတော့တဲ့အမဟိုနန်းဆန်ကြနေရပဲပြောနေ ဒီမထမ်းသေးလား ဆိုအမတော့ပြောမယ်ပြီးပါ ဟုတ်တယ်ဟိုကခိုင်းဆိုရင်နန်းအတန်နည်းနည်းဆူနဲ့ဟိုနန်းအတန်မချမ်းရကြပြီ ဆိုနန်းသေးတာဟုတ်လားညတူအောင်ရှိလားနွေနီရှိရနော်ခဏပဲမေးလိုက်တယ်ညတော်အောင်လည်းမရှိဘူးနဲ့ညတော်အောင်လည်းပြတ်တာများပြီတင်းတွေရှိရနဲ့ကိုကျော်ဆန်းရှိပါသလားကိုကျော်မရှိဘူးမြန်မာပြည်အဖွဲ့တွေကဆောင်းပွဲဖြည့်ပြီးတော့အောင်လဲအောင်အောင်ပျောက်ချက်သားကောင်းသွားရယ်နော်ဒီထဲမှာမြန်မာပြည်ဆောင်းပွဲဖြည့်ပြီးတော့ပြန်လာတဲ့လူဘယ်သူရှိပါသလဲတက်စင်လည်းမရှိဘူးအောင်ထွန်းကျော်လည်းမရှိဘူးသူလည်းမြန်မာပြည်ရပဲမောင်ပိုင်လေး အဲ့ဆန်စေရှိပါတယ် ဟိုင်းနောက်ကအဲ့ဒါတွေကလေသုံးရကြအောင်ခွင့်တိုင်ထားတယ်တန်းစော်မြန်မာပြည်ကမရှိဘူးမြန်မာပြည်ကအဲ့လိုမျိုးဖြစ်တတ်တယ်ဒါသူတို့ကတိုကူတေးဂီနိုသမားတွေပေါ့နော်ခိုင်မီမီစိုးဆန်ရှိရယ်နဲ့တိုကူတေးဂီနိုမှမဟုတ်ဘူးဒီလားဒီတို့ဒီ civil တွေလဲလာကန်ပြီးကြလို့ရှိရင်ရှုပ်ရက်တွေခတ်ပြီးတော့တင်တန်းတွေပြတ်ကြတာအများကြီးပဲဒီလားအဲ့ဘယ်တော့မှပြန်ပြီးတော့တင်တန်းကိုပြန်တတိရတယ်ဆိုတော့အလုတ်ထဲမှာခိုးတိုးပါတွေနားမလဲတာတို့ပြီးတော့အလုတ်ထဲမှာအဲ့ဒီတောင်ကိုကြော်လွှားဖို့လို့တာနာနိုင်ဆန်ရှိတာမရှိဘူးနဲ့အဲ့ကြတော့မှစာလောက်ရမယ်ဆိုတဲ့အတီးကသူတို့ပြန်ဝင်လာအဲ့ဒီကိစ္စကိုလည်းဘယ်လိုရှင်းပြရမလဲမသိစိုးမြင့်ထက်ဆန်ရှိလားမရှိဘူးသူလည်းမြန်မာပြည်ရတယ်အဲ့တော့နောက်ကရည်ရွယ်ချက်မှန်လို့ရှိရင်သွားတဲ့အခါမှာအရှိမရောက်ဘူးရဲ့ချိုးဝင်လည်းမရှိဘူးနဲ့ပြောချင်တာစာမေးပွဲအောင်မှုအတွက်ဒီဟာကိုတတ်တာမဟုတ်ဘဲနဲ့ကိုတကယ်အလုပ်ထဲမှာစာမေးပွဲအောင်မှုကတော့လည်းပါတာပေါ့နော်ဒါပေမဲ့လို့တကယ်အလုပ်ထဲမှာသုံးမှုအတွက်ကိုဆိုပြီးတော့ကြော်ဖြိုးဝေဆန်ရှိလားမရှိဘူးနော်အလုပ်ထဲမှာသုံးမှုအတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့တတ်တော်မှသာလျှင်အတန်းလဲမှန်မယ်စာလဲတိကျလိုက်လို့ဖြစ်မယ်ပြီးတော့အဲ့ထက်ကခိုးတိုးပါတွေကိုအလုပ်ထဲမှာတကယ်ကြုံရတွေ့ရမယ်ပေါ့နော်လုံးမို့ဆိုလို့ရှိရင်အဆင်မပြေဘူးရဲ့ဒါအမှအစမို့လို့အဲ့ဒီတိုကူတေးကီလိုသမားတွေနောက်ကြလို့ရှိရင်တိကျတင်းကြပ်နဲ့ကင်တော့ကျမပြောလွှားကြည့်လို့လေကျမပေါက်ဆိုးတွေဖြစ်ကုန်တယ်はいじゃあ次ဆက်သွားရအောင်ね
ဆိုပြီးနောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ရှီရူတိုမန်စကီဟဲရူတိုမတ်တိုနဲ့အဲ့ဒါဟဲရူတိုမတ်တိုကိုကျော်စိုးပိုင်ဆန်ဖတ်ကြည့်ပါဦး はい先生シルとナンソキヘルマットと顔残弾を保護するシルトが得体によっているヘルマ နာ ット တေ です အီရねなってはいします。うんなんか思い寄せす工事に使われます。 အုံမိုနီနဲ့အုံမိုနီလို့ဖတ်မယ် はい အဲ့တော့အဲ့ဒါကြည့်ကြည့်အောင်ပါတော့ရှီလို့အဲ့တော့တကယ်တော့အပြင်မှာဒါကိုဘယ်လိုခေါ်လဲဟေးဒီမျက်နှာအုပ်ကို face ရှီလို့ခေါ်တာနဲ face ရှီအဲ့တော့ face ရှီကအဲ့ဒါကိုသူတို့ကဘယ်လိုခေါ်လဲဆိုတော့ရှီရုတိုမန်စကီနဲဒီရှီမျက်နှာပြင်တက်ထားတယ်ဟဲရူတိုမတ်တိုခေါင်းဆောင်နဲဒီမှာဆိုရင်မတို့ကပုံမှန်ဆိုရင်ဒီ helmet ပဲတက်တာဆောက်လုပ်ရေးလုပ်ငန်းဝင်နေမှာဒီ helmet ပဲဆောင်းတာ wedding ဆိုမယ်ဆိုလို့ရှိရင်ကြတော့ဒီ face ရှီပါကိုပါရတယ်မြန်မာပြည်မှာဆိုရင်တက်လိုက်လက်ကလေးနဲ့လေတာလိုက်ဖဲ့ကြည့်လိုက်ဖဲအဲ့လိုမျိုးလုပ်လို့မရဘူးเนาะအဲ့လိုဆိုတော့ဒီရောဆက်စုလုပ်နေတဲ့အချိန်မှာဒီ facing မရှိလို့ရှိရင်မျက်လုံးကိုထိခိုက်မှုဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီဟာဘာလဲဆိုတဲ့အခါကျတော့ head to mat ဆိုတာခေါင်းကအုတ်ထုပ်ကိုပြောတာねဆောက်လုပ်ရေးသုံးအုတ်ထုပ်မှာအုတ်ထုပ်နဲ့ပြီးတဲ့အခါကျတော့ခါအိုးစင်းသားကိုမျက်နှာတစ်ခုလုံးကိုဟိုကိုစုလို့ကာကွယ်ထားတဲ့ရှီရုတိုကကာကွယ်ထားတဲ့ရှီရုတိုဆိုတာရှီပေါ့เนาะရှီရုတိုကအတိုင်းနီနာတဲ့ဤတို့အဲ့တော့ဒီ helmet နဲ့ဒီမျက်နှာတစ်ခုလုံးကိုကာကွယ်ထားတဲ့ရှီကတစ်ခုတည်းဖြစ်နေတာဤတိုင်းနီနာတဲ့ဤတို့ဆိုတာねတစ်ခုတည်းဖြစ်နေတဲ့ helmet တို့ဖြစ်ပါတယ်တဲ့အုံမွန်နီအထူးသဖြင့်ဆိုလို့ရှိရင်တော့ရောဆက်စုခိုးဂျီနီ wedding ဆိုတဲ့လုပ်ငန်းတွေမှာ scawa တွေမှာအသုံးပြုပါတယ်တဲ့né okay ဒါအဲ့တော့မတို့ဒီဆိုလို့ရှိရင်ဒါရောဆက်စုလုပ်ငန်းပြီးသွားပြီเนาะအဲ့တော့ရောဆက်စုလုပ်ငန်းပြီးသွားတဲ့ခါမှာမတို့ကအခြေခံအဖြစ်ဘာတွေသိရမလဲရောဆက်စုဒီဘာကိုပြောတာလဲပြီးရရောဆက်စုကဘာကိုပြောရလဲပြီးရခါကျတော့ asset စုကဘာကိုပြောရလဲဘယ်လို gas တွေကိုသုံးတာလဲဆိုတာသိရပြီးတော့ရောဆက်စုဘိုးဘယ်လိုကရိယာပစ္စည်းတွေကိုသုံးတာလဲအဲ့ဒါဆောနာပြောမီးပွားတွေမကြအောင်ဘယ်လိုလုပ်ရမလဲပြီးတော့ဘာတွေကိုအကောက်အခွဲပစ္စည်းတွေနဲ့ဘာတွေကိုသုံးရမလဲအများကြီးပဲပြန်ဖတ်လို့ရှိရင်เนาะဆိုတော့အဲ့ဒါလေးတွေကိုအားတဲ့အချိန်မှာပြန်ဖတ်ပြီးလို့ရှိရင် site ထဲမှာဆွမ်းနာပြောသလိုပဲရောဆက်စလုပ်တဲ့အချိန်မှာspider ရှိတွေမရှိဘူးပြီးလို့ရှိရင်အဲ့ဒီမီးသက်ဆေးဘူးတွေရှော့ကားခီတွေမရှိဘူးဆိုလို့ရှိရင်ကြတော့အလုပ်သမားတွေကိုဓာတ်ရိုက်ပြောနဲအဲ့ဒါမထားဘဲနဲ့အလုပ်လုပ်လို့မရဘူးပြီးသွားလို့ရှိရင်မတို့ app ဆိုတာ site ကလည်းဗာလဲ generator တွေတုံးတာပဲဖြစ်ဖြစ်မီးစက်တွေတုံးတာပဲဖြစ်ဖြစ်အဲ့မှာဆိုလို့ရှိရင်အကျိုးတွေကိုမြေကြီးတွေကိုစိုက်ထားရမယ်အကျိုးမြေကြီးရဲ့မစိုက်ဖဲနဲ့အကျိုးတန်လန်းနဲ့အလုပ်လုပ်နေတာတွေအများကြီးပဲเนาะအဲ့ဒါတွေကဓာတ်လိုက်လို့ရှိရင်အကုန်တန်းစီဖြစ်မှာအဲ့တော့အဲ့ဒါလေးတွေကအခြေခံဖြစ်တယ်ဆိုင်ထဲမှာကြီးကိုဘာလို့ဖြစ်လဲဆိုတော့အခြေခံအရာလေးတွေကိုမလိုက်နိုင်လို့ကြီးကိုဖြစ်တာများတယ်ပေါ့เนาะအဲ့လိုအရာမျိုးလေးတွေကိုကိုက16ခန်းဒီလောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့né 16ခန်းဒီလောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတွေကိုကိုကသိနေရမယ်ကိုကသိတဲ့အခါကျတော့မှအလုပ်လုပ်နေတဲ့လူတွေကိုညွှန်ကြားနိုင်မှာအဲ့တော့အမားတို့အလုပ်က16ခန်းဒီဆိုတဲ့အလုပ်ကဘာလဲဆိုတော့အန်စင်းလည်းလုပ်ကြတယ်ဟင်းရှိစစ်လည်းလုပ်ကြတယ်ပြီးတော့ဘယ်လိုစောက်မလဲဆိုတာလည်းလုပ်ကြတယ်ပေါ့နော်ပြီးတော့လူတွေကိုဆရာကြီးပြောမယ်ဆိုရင်အလုပ်သမားတွေကကိုတွေကိုတွေးတတ်တယ်ဆရာကြီးလုပ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့တော့သူတို့တွေးလဲတွေးပလေစေဒါပေမဲ့အမားတို့လုပ်ကအဲ့လိုမျိုးဆရာကြီးလုပ်တာမဟုတ်ဘဲနဲ့အန်ရကင်းကင်းနဲ့ဒီအလုပ်ကို quality ပြည့်ပြည့်နဲ့ပြီးသွားဖို့เนาะဒါကအမားတို့အလုပ်ဖြစ်တယ်ဆိုတော့အဲ့ဒါကိုပဲထည့်ထားပြီးတော့ okay အဲ့ဒါဆိုလို့ရှိရင်ကိုက quality ပြည့်ပြည့်နဲ့အန်ရကင်းကင်းနဲ့ပြီးအောင်ဆိုရင်ဒီလိုမျိုးအကြောင်းအရာအခြေခံအကြောင်းအရာတွေကိုသိထားရမယ်သိထားပြီးတော့လည်းမပြီးဘူးပါဇက်ကနေထုတ်ပြောရရမယ်เนาะအပြင်ကအလုပ်သမားတွေမှားတာလုပ်နေရဆိုလို့ရှိရင်ပေါ့เนาะ okay အဲ့တော့ဆက်သွားရအောင်တို့မတို့ဆက်သွားမယ်ဆိုလို့ရှိရင်ကြတော့ခါတာဝါခုခိုးကြီးเนาะခါတာဝါခုခိုးကြီးဆိုတာဘာကိုပြောရလဲဟဲ့ခါတာဝါခုဆိုတာဘာကိုပြောရလဲခါတာဝါခုပြောဆိုဖောင်ဝမြန်မာလိုပြောမယ်ဆိုရင်ကြောက်ပုံးဟုတ်လားဟုတ်တယ်တစ်သားနဲ့လှုပ်ထားတယ်ကြောက်ပုံးရိုက်တယ်ကြောက်ပုံးရိုက်တယ်ဆိုပြီးတော့မြန်မာ construction လောကမှာတော့အဲ့လိုပြောရယ်နော်တဲ့အင်္ဂလိပ်လိုဆိုရင်ကြတော့ form work form work တွေလုပ်တဲ့ဟာကိုပြောတာအဲ့တော့ခါတာဝခုခိုကြီးမှာစမယ်ဆိုရင်မတို့သူပထမဆုံးပါလာအဲ့ထဲမှာခါတာဝခုကြောက်ပုံးရိုက်တော့မယ်ဆိုရင်အဲ့ကြောက်ပုံးရိုက်တဲ့နေရာမှာသုံးတဲ့ပစ္စည်းတွေနော်အဲ့ကနေစပြီးတော့ပြောမယ်အဲ့တော့အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ foam မူတိုင်နော် foam မူတိုင်ဆိုတာဘာကိုပြောရလဲအဲ့တော့ဖတ်ကြည့်အောင်ဟေး foam မူတိုင်ကိုသူငိမ့်ငိမ့်တူဆန်းExactly. Oh my god. နေ့စဉ်မနက်ကအတန်း join ဖြစ်လာ
မကြိုက်ဘူးစင် ဟိုက recording တွေပြန်တင်ပေးထားရပြောတယ်ပြန်ကြည့်ကြည့်လိုက်နော်အိုင် セパレーターに取り付け片枠の間隔一定に保ち通りを良くしてコンクリートの側圧による片枠の変形を防ぎます。パイプを締めるための部材です。အဲ့တော့မတို့က form type နဲ့ form type ဆိုတာဘာကိုပြောရလဲ form type ဆိုတာဘာကိုပြောရလဲဆိုတော့ separator ဆိုတာဘာကိုပြောအမတစ်ခါပြောဘူးတယ် separator ဆိုတာခါသားဝါခုတစ်ခုနဲ့တစ်ခုကားပြီးတော့မထွက်အောင်လို့ပြန်ချုပ်ထားတယ်ဒီအချုပ်တိုင်လေးကိုပြောတာ separator ဟုတ်တယ်နော်ဆိုတော့ separator အဲ့ဒါလေးကို separator လို့ပြောတာမှတ်မိလားဟဲ့မှတ်မိပါသလား မမိပါတယ် မှတ်မိပါတယ်နည်းအဲ့တော့အဲ့ separator နဲ့ sepa site ထဲမှာဆိုရင်တော့ separator လို့မပြောဘူးဘာလို့ခေါ်လဲဆိုတော့ sepa ဆိုပြီးတော့အတိုးကောက်ပြောရယ်နော် sepa အဲ့ဒီ sepa ကိုsepa မှာတဲ့ torisuke တက်ထားတယ်ပေါ့နော် sepa မှာတက်ထားတယ်ဒီ sepa မှာလာပြီးတော့တက်ထားတယ် katawa ku တော့ဒီ form work ရဲ့ kankaku ဆိုတာဒီအကွာအဝေးနော်ဒီအကွာအဝေးကို iteni tamochi iteni ဆိုတာတက်သေးတပုံတတ်မှတ်ထဲပေါ့နော်တတ်မှတ်ထဲထိန်းထားဖို့အတွက်ဆိုရင်တဲ့ထိုးတွေကိုရောခုရှိတယ်ထိုးတွေဆိုတာဘာကိုပြောရလဲသိလားဟဲ့ထိုးတွေဆိုတာကအမတို့ဒီကနေလူကရက်ပြီးတော့ကြည့်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီထိုးတွေကတဲ့နေတာကြည့်လားဒါမှမဟုတ်လို့ရှိရင်ခါကြလို့ရှိရင်ဒီအလယ်လောက်မှာကောက်သွားတတ်တယ်ကောက်ပြီးတော့မှဒီဘက်ကိုလာပြန်ထွက်သွားတတ်တယ်ဒါမှမဟုတ်လည်းအလယ်လောက်မှာတောက်လျှောက်ဒီလာပြီးတော့ကောက်သွားတယ်အဲ့ဒါဆိုလို့ရှိရင်တော့ထိုးတွေကရောခုနိုင်ပြောမယ်ဆိုဖြောင့်တန်းမနေဘူးပေါ့ကွာနော်အဲ့ဒါကိုပြောတာအဲ့တော့ထိုးတွေကိုရောခုရှိတယ်ဆိုတော့အဲ့ဒါကိုပြောတာ ਨੇ ဒီလိုမျိုးကြည့်တာပဲဖြစ်ဖြစ်ဒီလိုမျိုးကြည့်တာပဲဖြစ်ဖြစ်เนาะအဲ့လိုမျိုးဒီလိုမျိုးအလျားလိုက်ကဖြောင့်တန်းနေအဲ့လိုမျိုးအဲ့ဒါကိုထိုးတွေလို့ခေါ်တယ် ਨੇ အဲ့ထိုးတွေကိုရောခုရှိတယ်ထိုးတွေကိုကောက်အောင်လုပ်ပြီးတော့တဲ့ကွန်ကရစ်တုံတော့ကွန်ကရစ်ကဆိုကုအツနိအပြင် pressure ပေါ့နော်အပြင်ဒီ vapor pressure ဒီ vapor pressure အပြင် pressure ဖြစ်တယ် vapor pressure ပေါ့နော်အဲ့ဒီ vapor pressure တွေကိုvapor pressure တွေကြောင့်ဖြစ်လာမယ်ခါသားဝါခုတော့ခါသားဝါခုဆိုတာဒီ form work ရဲ့ hinke ဆိုတာပုံစံပြောင်းသွားတာပေါ့နော်ပုံစံပြောင်းသွားတာကို fuseki mask ကာဝယ်ပေးနိုင်ပါတယ်အဲ့ဒါဘာကိုပြောရလဲဆိုတော့တို့တွေကအမှဒါကအလျားလိုက်ဖြစ်နေလို့ပေါ့နော်ခါသားဝါခုကိုဒီလိုမျိုးဘုံမဲ့နည်းတယ်ကြောက်ပုံကိုမှတော့ဒီလိုမျိုးရိုက်လိုက်ပဲပေါ့နော်ဒါခါသားဝါခုတဲ့အဲ့ထဲကိုမှတော့ကွန်ကရစ်ဝင်လာပြီပေါ့နော်ကွန်ကရစ်ထည့်လိုက်မယ်ဒီဟာကွန်ကရစ်တွေထားပါတော့ကွန်ကရစ်တွေထည့်လိုက်မယ်ဆိုအဲ့ကွန်ကရစ်ကဘာဖြစ်မလဲဘေးနားကိုသွားပြီးတော့ဘာပြီးနိုင်လဲဆိုတော့ pressure ဟုတ်လားကွန်ကရစ်ထည့်ဘာမှမချုပ်ထားဘူးဆိုလို့ရှိရင်ဒီခါသားဝါခုကြီးကဘာဖြစ်သွားမှာလဲကားထွက်သွားမှာဟုတ်လားကွန်ကရစ်ရဲ့ pressure နဲ့ကွန်ကရစ်ကရဲဆိုပြီးဝင်ချလာတဲ့အခါမှာဆိုဘေးဘက်ကိုသူ pressure တွေပေးပြီး pressure တွေဖြစ်စေတဲ့အတွက်ကြောင့်မို့လို့ already အနီရောင်ခါသားဝါကူကြီးကဘာဖြစ်သွားနိုင်လဲဆိုတော့ဘေးဘက်ကိုကားသွားနိုင်တယ်။အဲ့ဆိုခုအတ်ဆိုတာအဲ့ဒါကိုပြောတာね။အဲ့တော့အဲ့လိုမျိုးဘေးဘက်ကအဲ့ဒီဆိုခုအတ်နီယောရူခါသားဝါကူの変形ဆိုတာအဲ့ဒါကိုပြောတာね။ကွန်ကရစ်တို့ရဲ့ဆိုခုအတ်ကြောင့်ဖြစ်ပေါ်လာတဲ့ခါသားဝါကူရဲ့ပုံသဏ္ဍာန်ပြောင်းလဲမှုဆိုတာဘာမှတော့အပေါ်ဘက်ကနေကတော့ကွန်ကရစ်မရှိသေးလို့ဘာမှမဖြစ်ဘူး။အောက်ဘက်မှာကျတော့ဒီလိုမျိုးပုံစံကားသွားတာねခါသားအခုကအတဲမဟုတ်တော့ပဲねဆိုခုအခံရပြီးတော့ဒီလိုမျိုးကားသွားတာတော့ပေါ့နော်ဆိုအဲ့ဒါကို fuseki mask ကာကွယ်ပေးပါတယ်လို့ပြောတာเนาะဒီစာကြောင်းရဲ့အဓိပ္ပာယ်တဲ့အဲ့တော့ pipe ကိုရှီမဲရုတာမယ်เนาะ pipe ကိုဒီ pipe ဆိုတာဒီ pipe ကိုပြောတာね pipe ကိုရှီမဲရုတာမယ်เนาะဘူဆိုင်တဲ့ဒီ pipe ကိုပိတ်ဖို့အတွက်သုံးတယ်ဘူဆိုင်ဆိုတာပစ္စည်းဖြစ်ပါတယ်လို့ပြောတာねပစ္စည်းအစိတ်အပိုင်းပေါ့ねဘူဆိုင်ဆိုတာပစ္စည်းအစိတ်အပိုင်းဖြစ်ပါတယ်လို့ပြောတာねအဲ့တော့ဒီမှာအဲ့ဟုတ်လားနန်းတဲ့မဟာဘာလို့copy ကူးလို့မရတော့လားမသိအဲ့တော့ form type ဆိုတာဒါမျိုးကိုပြောတာဒါလေးကိုပြောတာအရစ်အပိတ်ကလေးနဲ့ဒါလေးကိုပြောတာဒီမှာဒါလေးတွေကိုပြောတာအဲ့ဘာမှသွားပြီးတော့သုံးပါလဲဆိုတော့ခါသားဝါခုကိုဒီလိုလာပြီးတော့ချုပ်ထားမှာမကားထွက်သွားအောင်ဒီမှာတွေ့လား
ဒီလိုနေရာတွေမှာနော်ဒီလိုနေရာတွေမှာလာပြီးတော့သုံးပါဘာလို့အလွယ်မှတ်ထားမယ်ဗာလဲခါတာဝါခုsorry ကွန်ကရစ်ကဆိုကူအားစုကြောင့်ခါတာဝါခုဟင်းခဲမဖြစ်သွားအောင်ဆိုပြီးတော့မှတ်ထားလိုက်နော်ဒီလိုမျိုးတွေမြင်မှုတွေဟုတ်ဆိုင်ထဲမှာနော်အဲ့ဒါလေးတွေကိုဘာလို့ခေါ်လဲဆိုတော့ အဲ့စင်စင်မျိုးပါတယ် တိုင်းနော်ဒါလေးတွေကို form တိုင်းဆိုပြီးတော့ခေါ်တာနော်はいで次နောက်တစ်ခုちょっと待ってねtask 5ကိုပြန်ဖွင့်လိုက်copy လို့မရအောင်ဖြစ်တယ်ဆက်သွားမယ်နော်အဲဆိုလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ form တိုင်းပြီးတဲ့အခါကျတော့ maru separata နဲ့ maru separata ဆိုတာ separata ဆိုတာကဘာကိုပြောရလဲなんか言ったで、これを手のパジはマルセパレータはい。丸セパレーター。推奨セパ、丸セパという言われ、コンクリートの遊びを作す通りに確保するため、向かい合う型枠と型枠の間に入れる部材です。で、はい。အဲ့တော့အမတို့က social sepa အရင်ဆုံးဘာအကြောင်းပြောမှလဲဆိုတော့ maru နော် maru separata ဆိုတာဘာကိုပြောရလဲဆိုတဲ့အခါကျတော့ social ဆိုတာအတူကောက်ကိုပြောတာနော်ဥပမာဆိုလို့ရှိရင်အတူကောက်တော့မဟုတ် nickname လိုမျိုးပြောတာပေါ့နော်ခုနကပဲပြောတယ် separata ကို site ထဲမှာဘယ်လိုခေါ်ရပြောလဲ sepa လား sepa ဆိုပြီးတော့ခေါ်တယ်နော်အဲ့အတူကောက် nickname ကို sepa social ဆိုတာ nickname ကိုပြောတာနော်အဲ့အတူကောက်နာမည် sepa လို့ခေါ်တယ်တဲ့ maru sepa တို့ယူရတယ် maru sepa လို့ခေါ်ပြီးတော့တဲ့ concrete တို့နော် asumi ကို concrete ရဲ့အထူနဲ့ concrete ရဲ့အထူကိုဆက်ခိုးစုထိုးရီနီဒီ drawing design drawing ထဲကအတိုင်းထိုးရီနီဆိုအဲ့အတိုင်းခါခုကိုစရုတာမယ်ထိမ့်သိမ့်ဖို့အတွက်မူခိုင်အောင်ရည်ရွယ်ထားတဲ့ခါတာဝါခုတို့နဲ့ဒီခါတာဝါခုနဲ့ဒါအဝါရောင်လေးကဒီမှာခါတာဝါခုနဲ့အဲ့ဒီခါတာဝါခုနဲ့ပြီးရခါကျတော့ခါတာဝါခုတို့ခါတာဝါခုနော်အိုင်ဒါဒီဘက်ကခါတာဝါခုနဲ့ဒီဘက်ကခါတာဝါခုရဲ့ဂျာအိုင်ဒါဆိုတော့ဂျာเนาะအဲ့တော့ဒါခါတာဝါခုလေးဖြစ်တယ်ဒီဘက်ကလည်းခါတာဝါခုလေးဖြစ်တယ်အဲ့ဒီရဲ့ဂျာဒီဂျာမှာမတို့ကဘာဝင်ပါလဲကွန်ကရစ်ဝင်မှာမဟုတ်လားအတွင်းဘက်ဂျာကိုပြောရနဲ့ဥချီကာဝါလို့ခေါ်တယ်เนาะအတွင်းဘက်ဆိုအဲ့တော့အတွင်းဘက်မှာအီရေရူပူဆိုင်တဲ့ထဲတဲ့ပစ္စည်းဖြစ်ပါတယ်တဲ့အဲ့တော့ဒါလေးကိုပြောတာမာရုစေပါဆိုတာဒီတန်ချောင်းလေးကိုပြောတာเนาะဒီတန်ချောင်းလေးကဘာလုပ်ပေးရလဲဆိုတဲ့အခါဒီတန်ချောင်းလေးကဘာလုပ်ပေးရလဲဆိုတဲ့အခါကျတော့အမတို့ဒီလိုအပ်တဲ့ concrete ရဲ့ atsumi အထူရအောင်လို့ねတို့တွေခုတိုင်းပေါ့နော်ပြောမယ်ဆိုရင်လိုချင်တဲ့ structure ကြီးရဲ့ concrete ရဲ့ဟာက10ရှိရဆိုလို့ရှိရင်အဲ့ကောင်10ရအောင်လို့ဒီခါသားဝါကုနှစ်ခုကြားကိုပြန်ပြီးတော့ကန်ပေးထားတာเนาะ10လည်းမကြော်ရဘူး10လည်းအောက်လည်းမကြရအောင်လို့ပေါ့နော်အဲ့လိုလုပ်ပြီးတော့ထည့်ပေးထားတဲ့အရာကိုမတို့ကဘာလို့ခေါ်လဲဆိုတော့ maru separata ဆိုပြီးတော့ခေါ်တယ်တနည်းအားဖြင့် maru sepa လို့လည်းခေါ်တယ်néဒါပေမဲ့ဆိုင်ထဲမှာတော့တော်တော်များများ separator လို့ပြောလိုက်တယ် sepa လို့ပြောလိုက်လို့ရှိရင်တစ်စုံလုံးကြီးပါတယ်ဒီကောင်တစ်စုံလုံးကြီးပါတယ်ねအပေါ်ကဟာလေးပဲ form တိုင်းဆိုတဲ့အပေါ်ကဟာလေးပဲတက်တဲ့စကိဆက်သွားမယ် picon အမအမြဲတမ်းပြောတယ် picon ဆိုတာအဲ့တော့ဒါတွေကစဉ်းစားကြည့်ဒီကောင်တွေက concrete လောင်းပြီးပါလို့ရှိရင်ဘာလုပ်မှာလဲဟေ့ပြန်ထုတ်မှာဟုတ်ဒီချောင်းလိုက်ကြီးတွေဒါတွေကအမြဲတမ်းပြန်သုံးနေမှာတစ်ချိန်တည်းသုံးတဲ့ပစ္စည်းတွေမဟုတ်ဘူးခဏပြန်သုံးနေရမှာအဲ့တော့ concrete လောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ခါတာဝါခုခွာပြီဆိုလို့ရှိရင်ဒီ form တိုင်းတွေရောဒီ separator တွေရောဘာလုပ်ရမှာလဲပြန်ဆွဲထုတ်ရမှာဟုတ်ပြန်ဆွဲထုတ်မယ်ဆိုလို့ရှိရင်တို့ကဒီမှာ concrete လာမလောင်းခဲ့တဲ့နေရာလေးကြံခဲ့တယ်ဟုတ်လားအဲ့နေရာလေးကဘာဖြစ်နေမှာလဲအပေါက်ဖြစ်နေမှာမဟုတ်ဘူးလားဟုတ်လားညလုံးနဲ့မြင်လာတယ်နဲ့အပေါက်ဖြစ်နေမှာအဲ့တော့အဲ့ဒီအပေါက်ကလေးကိုမတို့ကလာပြီးတော့ပြန်ပြီးတော့ပိတ်ပေးရမှာအဲ့ဒါကိုမတို့ကပီကွန်လို့ခေါ်တာねでじゃあそしたらこれを君みそうさんမဖတ်သေးဘူးねはい先生はいဖတ်ကြည့်ပါဦးညီမပီကွန်セパレーターの先端に取り付けるプラスチック製の部品です。セパレーターの両端に取り付けて型枠板を保持します。အဲ့တော့ပီကွန်ဆိုတာဘာကိုပြောရလဲဆိုတော့
separator နော် sentence ဆိုတာထိတ်ကိုပြောတာနော် sentence ဆိုတာထိတ်ဒီထိတ်ကိုပြောတာね separator ရဲ့ထိတ်မှာတဲ့ Toritsukeru တက်ထားတဲ့ Urashitiku sei no buhin des ဒီ plastic နဲ့ plastic ဟာလေးဒီ plastic အပိုင်းအဖြူရောင်လေးပေါ့ပြောရမယ်ဆိုရင်ဟိုကုန်းပုံစံလိုမျိုးလေအဲ့ဒီအပိုင်းလေးကိုပြောတာဖြစ်ပါတယ်တဲ့နော်အဲ့တော့ separator နော်လျောတန်ဒီ Toritsuke တဲ့ separator ရဲ့လျောတန်ဆိုတော့နှစ်ဖက်အစွန်းမှာနော်နှစ်ဖက်အစွန်းမှာဒီပီကွန်ဖြစ်တဲ့အဖြူရောင်လေးကိုတက်ထားပြီးတော့တဲ့ခါတာဝါကူအီတာကိုဒီခါတာဝါကူရဲ့အီတာဆိုတော့ဒီအပြားကြီးကိုပေါ့နော်ခါတာဝါကူအပြားကြီးကိုဟိုဂျီရှိမထိန်းသိမ်းထားပါတယ်လို့ပြောရတယ်တဲ့အဲ့တော့အဲ့ဒါကဒီဟာကိုပြောတာပီကွန်ဆိုတာအဖြူရောင်လေးပလတ်စတစ်နဲ့လုပ်ထားတာသူကကြတော့ပိတ်ရတေကတိတ်ကိုမြန်ပါတယ်နော်နားလို့မပြီးသေးဘူးတနင်္လာပြန်ရောက်သွားတယ်လို့ပါတော့ဒီလိုမျိုးဟာလေးဒီအဖြူရောင်လေးเนาะဒီအဖြူရောင်လေး separator လို့ပြောလိုက်လို့ရှင်ကတော့ဒီအချောင်းလေးဒီဒါဆိုရင်မာရူ separator နဲ့အလဲရမာရူချောင်းလေးဒါလေးကကြတော့မာရူ picon ဆိုပြီးတော့ပြောတာねအဲ့ picon လေးကိုထည့်ပြီးတော့ concrete လောင်းတယ်အဲ့တော့ခါတာဝါခုဆင်တဲ့အခါမှာဆိုလို့ရှင်ကြတော့ဒီပီကွန်လေးကကြတော့ဒီအထက်မှာမြုပ်နေတာတွေ့လားเนาะဒီပီကွန်လေးကအထက်မှာဒီလိုမျိုးလေးမြုပ်နေတာပြီးသွားလို့ရှင်အဲ့ကောင်မတို့ကဒီတန်ချောင်းကိုပြန်ပြီးတော့ဆွဲထုတ်လိုက်လို့ရှင်ကြတော့မတို့ကဒီလိုမျိုးလေးအပေါက်ကလေးကကြတော့ဒီလိုမျိုးလေးဖြစ်နေမှာဘာလို့ဆိုတော့ကွန်ကရစ်ကဒီနေရာကိုမဝင်နေဘူးလေเนาะဆိုတော့အဲ့နေရာလေးကိုပြန်ပြီးတော့ဒီလိုမျိုးမိုရူတာတို့ဒါမှမဟုတ်လို့ရှိရင်ကွန်ကရစ်နဲ့ပြန်ပြီးတော့လိုက်ပြီးတော့အပေါက်ကိုလိုက်ဖြည့်ပေးတာねအဲ့အတွက်ကြောင့်မို့လို့မတို့တရားတွေမှာဆိုလို့ရှိရင်ကြည့်ခါတာဘခုခွာလိုက်တဲ့နေရာတွေတရားတွေမှာတော့မဟုတ်ပါဘူးဘယ်နေရာဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးပီကွန်လေးတွေပိတ်ထားတာနယံနေမှာပေါ့နော်အဲ့လိုမျိုးပီကွန်လေးတွေပိတ်ထားတာကိုတွေ့ရလိမ့်မယ်တချို့ကျတော့ဘယ်လိုလုပ်လဲဆိုတော့မိုတုံးလေးပေါ့နော်မိုတုံးပီကွန်သူ့ရဲ့ site အတိုင်းမိုတုံးလေးကိုလှုပ်လိုက်ပြီးတော့အဲ့ဒီပေါ်မှာချက်ကုဆိုင်ပေါ့နော်ကတ်လို့ရမယ့်အရာလေးထည့်ပြီးတော့ဒီတွင်းထဲကိုထည့်ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒါကလည်းမိုဒူတာလူဆဲကြီးပဲဖြစ်ရမယ်ပေါ့နော်ဟိုက်ရလားမသိအဲ့ဆိုရင်ရပါတယ်ဟိုက်ရနော်မရှင်းတာရှိရင်မေးပါရှင်ကြာအဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်တော့ထန်ကန်ပိုက်ပူတွေခိုးကန်ပိုက်ပူတွေကိုတွားမယ်နော်အဲ့တော့ထန်ကန်ပိုက်ပူခိုးကန်ပိုက်ပူဆိုတာဘာကိုပြောရလဲပေါ့နော်နေဆန်ဖတ်ကြည့်ပါဦးTankan paipu, kokan paipu, katawaku no kyoto wo takameru tame nishi osuru busaites. Tankan wa marukata, kokan wa kakukata desu. အဲ့တော့ထန်ခံပိုက်ပူเนาะဒီထန်ခံပိုက်ပူဆိုတာကဘာကိုပြောရလဲထန်ခံရဲ့ခိုးကန်ရဲ့ဆိုပြီးတော့ရှိရပေါ့เนาะအဲ့တော့အဲ့နှစ်ခုလုံးကဘာကိုပြောရလဲဆိုတော့တဲ့ခါတာဝါခုの強度ခါတာဝါခုရဲ့強度ဆိုတာ strength သူ့ရဲ့ခန္ဓာရည်အားကိုပေါ့เนาะタカメルတာမယ်နီမြင့်တင်ဖို့အတွက်ရှီယိုဆူဒူဘူဇိုင်းဒက်အသုံးပြုတဲ့ပစ္စည်းဖြစ်ပါတယ်တဲ့ထန်ခံဝဒီပိုက်ကိုပြောတာထန်ခံဆိုတာတန်ပိုက်ကိုပြောတာเนาะအဲ့ကတဲ့မာရုကတာအဝိုင်းပုံစံရှိပြီးတော့ခိုကန်ဆိုလို့ရှိရင်ခခုကတာ၄တောင်ပုံစံရှိပါတယ်လို့ပြောတာเนาะအဲ့တော့ဘာလို့ထန်ကန်ပိုက်ဘူးလို့ပြောလို့ရှိရင်ကြတော့ဒီအဝိုင်းလေးကိုပြေးပြီးတော့မြင်လိုက်เนาะဒါထန်ကန်ပိုက်ဘူးအဝိုင်းတန်ကြောင်ပိုက်အဝိုင်းပေါ့เนาะတဲ့ခိုးကန်လို့ပြောလို့ရှိရင်ကြတော့တန်ပိုက်ပဲဒါပေမဲ့ तू ကကြတော့ခိုးကန်လို့ပြောရင်ကြတော့၄တောင်လို့မြင်လိုက်အဲ့တော့ဒီထဲမှာဖတ်စာထဲမှာတော့မပါဘူးခိုးကန်ဆိုတာကဒါမျိုးကိုပြောတာနော်ဒီလိုမျိုးရှိတော့ထန်ခံဆိုရင်ဒီလိုမျိုးခိုးခံဆိုရင်ဒီလိုမျိုး၄တောင်ပိုက်ကိုပြောတာဖြစ်တယ်ဒီလိုမျိုးတွေเนาะဒီလိုမျိုးတွေဒါဆိုလို့ရှိရင်မှာတော့ခိုးခံဖြစ်တယ်များသောအားဖြင့်100ပတ်လည်တို့60ပတ်လည်80ပတ်လည်အဲ့လိုမျိုးတွေရှိတတ်တယ်เนาะအဲ့ခိုးခံလို့ပြောလို့ရှိရင်ကြတော့ဒီလိုမျိုးပေါ့เนาะဒီလိုမျိုး၄တောင်ပိုက်ဖြစ်ပြီးတော့ထိုင်ခံလို့ပြောလို့ရှိရင်ကြတော့အဝိုင်းပိုက်ဆိုပြီးတော့သူကရေးထားတာပေါ့เนาะဟိုက်ရမယ်เนาะကျန်စုကြီးနောက်တစ်ခုကကျတော့စန်ဂီရန်သုံးတယ်ဒီစကားလုံးလေးတွေကိုသိလို့ရှိရင်ပဲစိုက်ထဲမှာတော်တော်အဆင်ပြေနေပြီဒီစကားလုံးတွေကိုမသိလို့ရှိရင်စိုက်ထဲရောက်ရင်ဘာယူလို့ယူရမှာမသိဘူးဖြစ်ပါနဲ့အဲ့တော့စန်ဂီကိုအကုန်ပြည့်သွားရလားဟလားဖတ်တာကြာပြန်ပတ်မယ်စွစုမောဆန်စန်ဂီဖတ်ကြည့်ပါဦးစန်ဂီအိုဘန်တိုတိုမိုနီရှီယိုဆာရဲရုနီကျူ8 mm の木材です。バ
Paneru dosh no sesukubu katawaku no kyoto okinauta me ni shio saremasu. အဲ့တော့ sangi နော် sangi ဆိုတာဘာကိုပြောရလဲ sangi ဆိုတာဘာကိုပြောရလဲဆိုတော့ဂိုးပန်းဆိုတာအပြားကြီးပဲနော်အဲ့ဒီအပြားကြီးနဲ့တုံမဂိုးပန်းဆိုတာတကယ်ဖောင်းဝက်ကဲမိန်အပြားကြီးနဲ့အတူတူရှီရောစားတဲ့လူအသုံးပြုတယ်နီဂျူကိုခါခဲရူကိုကျူးမီလီ25အမြောက်ကိုကျူးမီလီနော်မိုခုဆိုင်ဆိုတာဘာနဲ့လုပ်ထားရလဲဟဲ့မိုခုဆိုင်ဆိုတာ တစ်သားနဲ့ တစ်သားနဲ့ဟုတ်တယ်တစ်သားဖြစ် Teta ပါတယ် ne. တဲ့ Teta jong. ဆိုတစ်သားကြောင်နဲ့ပြောရမယ်တစ်သားကြောင်စန်းကြီးဆိုပြီးတော့အကြီးကြီးတွေရှောက်တွေ့မနေတစ်သားကြောင်ဝယ်ပြောရတယ်တုံပြောရမယ်ဆိုရင်တုံဟုတ်လားခန်းနဲ့တုံလို့သာမှတ်ထားလိုက်ဖန်နေရူဒိုရှိနော် နှစ်တစ်ချောင်းလေ ဆိုဖန်နေရူဒိုရှိနော်ပန်နယ်ပုံစံဆက်စုကိုဘူးနဲ့အဲ့ဒီဆက်တဲ့အစိတ်အပိုင်းနေပြီးရခါကျတော့ခါတာဝါကုနိုကျော်တို့ခါတာဝါကုရဲ့ strength ကိုအိုဂီနာဥတာမယ်ဆိုတာထောက်ပံ့ပေးဖို့အတွက်ပေါ့နော်ထောက်ပံ့ပေးဖို့အတွက်ရှီယောစာထဲမှာအသုံးပြုပါတယ်တဲ့နော်အဲ့တော့ sangi ဆိုတော့ဆွမ်းနာပြောသလိုပဲနှစ်တစ်ကြောင်တော့ ਨੇ တွေ့တဲ့အချောင်းတော့လည်းမဟုတ်ပါなんかခန်းကြီးက sangi လို့ပဲရှိတာများတယ်ねဒီလိုမျိုးအချောင်းတွေဒီလိုမျိုးဒါတွေအဲ့တော့အဲ့ဒါတွေကိုဘယ်မှာသုံးလဲဆိုတဲ့အခါကျတော့ဒီမှာတို့ကခါတာဝါကုကိုသုံးနေတာဆိုတော့ခါတာဝါကုပေါ့နော်ခါတာဝါကုမှာဆိုလို့ရှိရင်တို့က found work ရှိရယ် found work ဆိုတာကအပြားလိုက်ကြီးတွေလည်းရှိရယ်ပြီးတော့အဲ့ဒီကောင်တွေကိုအလယ်မှာ jiku လို့ပြောမှာပေါ့နော်အဲ့ကောင်တွေကိုဒီမှာအားဖြည့်ထားတာဒီမှာဓာတွေဆိုလို့ရှိရင်လည်းဒီမှာဓာတွေဆိုလို့ရှိရင်လည်းစန်းကြီးတွေထည့်ထားတာဘာလို့လဲဆိုတော့ဒီကောင်ပြန်ပြီးတော့ခါတာဝါကုကိုအားကောင်းအောင်နဲ့ဖြည့်ပေးထားတာခါတာဝါကုဘာလို့အားကောင်းအောင်လုပ်ထားလဲဆိုတဲ့အခါကျတော့ concrete ကဆိုကွာတ်ကိုခံနိုင်အောင်လို့မှတ်ထားလိုက်နော် concrete လောင်းလိုက်လို့ရှိရင်ခါတာဝါကုကားမထွက်သွားအဲ့တော့ဒီမှာစန်းကြီးရဲ့ဂျပန်မှာကျတော့ဘယ်ရမဆိုအမြဲတမ်းသူတို့ကသတ်မှတ်ထားတဲ့စီကံတွေရှိရလေနော်အဲ့တော့ဆန္ဒပြောရဲမှာတို့ဘယ်လောက်လို့ပြောလိုက်လဲအကွာဘူးရ25 50ဟုတ်လားအဲ့တော့25ဆိုတာဘယ်အပိုင်းလဲဆိုတော့ဒီနေရာလေးကိုပြောတာနဲဒီနေရာလေးက25ကနေအပြင်မှာတော့25နေ30ရှိရပါဘောเนาะဒီနေရာလေးကဒေါင်းလိုက်လေးက25အထူလို့ပြောမှာပေါ့နော်ပြီးတော့ဒီအပြားကြတော့မှာတော့50 60နဲ50ကနေ60ဒါပေမဲ့တို့စာထဲမှာဆိုလို့ရှိရင်တော့25 50ဆိုပြီးတော့ပြောတယ်ပေါ့နော်တဲ့အဲ့ဒါကိုအဲ့လိုမျိုးအဲ့ဒီ site ရှိတဲ့အားတွေအကုန်လုံးကိုဘာလို့ခေါ်လဲဆိုတော့ sangi ဘာဖြစ်လို့တစ်ထုတ်တဲ့လူတွေကအဲ့လိုထုတ်လဲဆိုတဲ့အခါကျတော့သူတို့အများကြီး site အရွယ်စားတွေမျိုးတွေလာမှာလို့ရှိရင်သုံးမရတဲ့ site တွေကထွက်လာအောင်ပြောမှဆိုရင် site ပြက်တွေကထွက်လာအောင်တစ်သားဟုတ်လားမသိဘူးတစ်လုံးကိုခွဲလိုက်တယ်ဆိုလို့ရှိရင်သူသတ်မှတ်ထားတဲ့ site တွေကြီးပဲမထုတ်ဘဲနဲ့ပြောက်တော့တွေထုတ်မယ်ဆိုရင်နောက်ဆုံးသုံးမရတဲ့အပိုင်းတွေအများကြီးထွက်လာအောင်အဲ့ခါကျတော့အကုန်လုံးဒီတမတ်ထဲသုံးလို့ရအောင်လို့အတွက်သတ်မှတ်ထားတာကဒီမှာဆိုရင် sangi လို့ပြောလိုက်လို့ရှိရင်25 50ပေါ့နော်အဲ့ဒါသူရဲ့အတိုင်းအတာလေးအဲ့တော့အမတို့ကsite ထဲမှာလုပ်တဲ့လူတွေဖြစ်တဲ့ကြောင့်မို့လို့ခါတာဝါခုအဲ့ခါတာဝါခုရဲ့အသုစာဘယ်လောက်ရှိလဲပီဒီယာနီလို့လဲပီဒီယာနီကတန်ပေါက်ကိုပြောတာဘယ်နေရာလို့လဲခေါ်တယ်เนาะအဲ့တော့အဲ့ဒီခါတာဝါခုရဲ့အသုစာလေးကဘယ်လောက်လဲလို့နဲသူကလို့ရှိရင်အဲ့ဒီခါတာဝါခုတစ်ချက်ဘယ်လောက်လေးလဲလို့ဘာဖြစ်လို့ဘယ်လောက်လေးလဲလို့ပြောမလဲဆိုတော့ဒီခါတာဝါခုတွေကဂရိတ်နဲ့မတာရှိတယ်ဂရိတ်နဲ့မရဆိုလို့ရှိရင်ခါတာဝါခုဘယ်နှချက်ကိုတစ်ခေါက်ထဲမှာဘယ်လိုမရမယ်အဲ့ဒါခါတာဝါခု weight ကဘယ်လောက်ရှိရယ်ဂရိတ်ကဘယ်လောက်မနိုင်လဲအဲ့ဒါတွေကိုလောက်ရမှာစက်ကိုခန်းနေရဲ့အလုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့အမပြောချင်တာဒါတွေကိုအလွတ်ကျက်ထားဖို့တော့မလိုဘူးသို့တော်ညာလဲ2 2 4ဟလာ2 4 4 8အဲ့လောက်တော့သိဖို့လိုတယ်အဲ့တော့ခါတာဝါခုတစ်ချက်ဘယ်လောက်လေးလဲလို့ကိုအလုပ်လုပ်တော့မယ်ဆိုလို့ရှိရင်ပြောပါဘောနော်အဲ့ဒါလောက်ကိုကောင်းနေထည့်ပြီးတော့လုပ်ထားတာကောင်းတယ်အကယ်၍ okay မသိဘူးမလားကိစ္စမရှိဘူးမသိဘူးဆိုရင်ချက်ချင်းသွားရှာပမာ Google မှာခောက်လိုက်လို့ရတယ်နော်ခါတာဝါခုအပြားဘယ်လောက်ရှိလဲလို့ပါတော့နော်တဲ့အဲ့တော့ပြောချင်တာအဲ့လိုအလုပ်ကိုလက်မြင်အောင်လုပ်နေပြီးတော့အဲ့ဒါကအဆင်ပြေလိမ့်မယ်အဲ့လိုမျိုးလက်မြင်အောင်လုပ်ပြီးတော့လုပ်ဖြစ်လာလို့ရှိရင်တော့မဆိုရင်ကိုကအစုတာခံနေရရဲ့ဘာကြောင့်အစုခံလို့ခံနေရမယ်မသိဘူးနင်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကြည့်အောင်ဘာလို့ဒီမှာဆိုရင်ဒါဆိုရင်ဒါပါလဲဟဲ့ဒီအဝါရောင်လေးရဒီမှာခါတာဝါခုဟုတ်လားခါတာဝါခုဒီမှာသူစန်းကြီးနဲ့ထပ်ပြီးတော့ပို့ထားတယ်ပြီးတော့ဒါလေးကဘာဖြစ်မယ်ထင်လဲဒါလေးကဒီအပြတ်ရောင်လိုင်းလေးကပိုခုတိုင်း
ဖို့မှုတာ ခိုးကန်ဆိုပြီးတော့ဆွမ်းနာအမတို့ပြောလိုက်တယ်ဟုတ် ဟုတ်လားခါတာဝါကိုဟိုကျော်လောက်တာလေနော်ဟိုကျော်လောက်တာခိုးကန်ရယ်ပြီးတော့အဲ့ခိုးကန်ကိုဒီမှာပြန်ချုပ်ထားတဲ့ဟာလေးရှိရယ်ပြီးတော့အထဲမှာဆိုလို့ရှိရင်ဒီကောင်ဒမ်းမင်းဖြစ်မယ်ဆိုရင်ဒီကောင်ပါလေးလဲဆွမ်းနာပြောတယ် separator ဒီမှာအကုန်ရေးထားရယ်နော်ဒါလေးဆိုလို့ရှိရင်ဒါအဖြူအောင်လေးကပါလေးလဲအဖြူအောင်မဟုတ်ပါဘူးဒီမှာတော့မျိုးရအောင်ဆိုပြီးကောနဲ့အပြင်မှာတော့ဖြူအောင်ပေါ့နော်ဒီမှာတော့မျိုးရအောင်လေးရေးထားတာတဲ့အဲ့တော့မတော့ခါတာဝါကုအဲ့တော့ခါတာဝါခုလို့ပြောလိုက်လို့ရှင်ဒီအကုန်လုံးယူမတော့ခါတာဝါခုလို့ခေါ်ရတယ်နော်ခါတာဝါကုမှာအမတို့အပြားယူဘယ်လိုခေါ်လဲဆိုတော့ဆက်ကီအီတာလို့ခေါ်တယ်ဆက်ကီအီတာပြီးတော့ဒီလိုမျိုးဒေါင်လိုက်ဒီလိုတစ်သားလေးတွေလာပြီးတော့ကတ်ထားတယ်ဟုတ်ဒီဒေါင်လိုက်အဲ့ဒါကိုပစနာပဲဘာလို့ခေါ်လဲဆိုတော့တွေ့စန်ကီနဲ့စန်ကီတနည်းအားဖြင့်နောက်တနည်းဘယ်လိုခေါ်နောက်တနည်းဒီဘက်ကဟာတွေခိုးကန်နော်နာမည်ခေါ်တော့တာခိုးကန်ခါတာဝါကုခေါ်ပေါ်နေဆိုလို့ရှင်အဲ့ကောင်ထတ်တဲဘတာလို့လည်းခေါ်တယ်နော်တဲ့အဲ့တော့ဒီဆနာရောဆက်စုတင်တော့ကလည်းလို့ပဲရောဆက်စုရဲ့အခြေခံခေါ်ဝေါ်လေးတွေဘယ်လိုသဘောတရားရှိလဲဆိုတာလေးတွေကိုမှတ်တယ်လို့အခုမှတို့ကဒါခါတာဝါကုအကြောင်းတင်နေတာဖြစ်တဲ့ကြောင့်မလို့ခါတာဝါကုဆိုဒီမှာလေအဲ့တော့ခန်းချစ်ကုနဲ့လည်းဆိုင်တယ်ဒိုးဘုတ်ကုနဲ့လည်းဆိုင်တယ်ဘာလို့ဆိုတော့အကုန်လုံး concrete ဒီအမတို့ 3D နဲ့ printing လုပ်ပြီးတော့ concrete လုပ်တယ်ဆိုတာရှိတယ်တိုးတော်ညာလဲအကုန်လုံးလုပ်ငန်းတိုင်းမှာအကုန်လုံးမလုပ်နိုင်သေးဘူးဇရိတ်ကြီးရဲ့အတွက်ကြောင့်မို့လို့เนาะအဲ့တော့ printer ထဲမှာဘာလုပ်လိုက်တာလဲဆိုတော့ printer ထဲမှာ zoom in ပုံဝင်ထည့်လိုက်ပြီးတော့ concrete ကနေပြီးတော့အဲ့ဒီ printer အတိုင်းကိုဗာလဲ printer ထဲမှာထည့်ထားတဲ့ပုံတိုင်းသူကလည်းသူ automatic concrete ကနေပြီးတော့စောက်သွားတာအဲ့ဒါနဲတယ်ကုန်ကြစိတ်အရင်များတယ်အဲ့တော့အမတို့ခုချိန်ဒီလောက်လျှောက်သုံးနေရသည်ဘာနဲ့ပဲသုံးတာလဲဆိုတော့ခါတာဝါခုနဲ့ပဲသုံးနေရအဲ့တော့ပြောချင်တာခါတာဝါခုဒီဆောက်လို့ရမှာအခြေခံအကြဆုံးအရာဖြစ်ပါတယ်เนาะအဲ့တော့ခါတာဝါခုမှာဘာလေးတွေသုံးတယ်ဘယ်လိုလေးတွေလုပ်လဲဆိုတာကိုသိချာမှတ်မယ်เนาะဒါလေးဆိုလို့ရှင်မတို့ခိုးကန်နဲ့တန်ပိုက်အမှခိုးကန်ဆိုတာဘာလို့ခိုးကန်လို့ခေါ်လဲ၄တောင်လေးเนาะ၄တောင်ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့လို့အဝိုင်းဆိုရင်ဘာလို့ကန်လဲဘာလို့ခေါ်လဲဟဲ့တန်ကန် ထန်ကန်เนาะထန်ကန်စိုက်ထဲကနေပြီးတော့ထန်ကန်ပိုက်ပူဘယ်နှချောင်းရှိလဲဟေးလို့မေးလိုက်လို့ရှင်ဘယ်ဟာထန်ကန်လဲခိုးကန်ဆိုဘယ်ဟာခိုးကန်လဲမသိဘူးဖြစ်မယ်เนาะအဲ့တော့လက်သမားတွေကလုံနေတယ်စက်ပါတွေကိုပြစ်စလက်ခန်းနေထားတယ်ပြီးတော့တချို့ရှိရစက်ကိုခိုက်ချနေပြီးတော့ဝယ်ပေးရတဲ့အရာတွေရှိရပေါ့နော်တချို့ကြတော့လည်းသူစက်ကုန်းကနေပြီးတော့တွက်နေသုံးတာရှိရအဲ့တော့အဲ့ separator တွေပဲဖြစ်ဖြစ် foam မူထိုင်းနေဖြစ်ဖြစ်ပေါ့နော်သုံးပြီးလို့ရှိရင်ပြစ်စလက်ခတ်တွေပြစ်ထားလို့ရှိရင်ကြတော့ကိုကတည်ချာချာအဲ့လိုပစ္စည်းတွေကစာတည်ချာ site ထဲမှာလိုက်ကြည့်ပြီးတော့တိန်းဆိုတာကိုတိန်းခိုင်းတာမဟုတ်တော့အလုပ်သမားတွေကိုတိန်းခိုင်းပြစ်စလက်ခတ်သုံးလို့ရှိရင်ပြောအဲ့လိုပြောဖို့အတွက်ဆိုရင်ဒီပစ္စည်းဘာခေါ်တယ်ဘယ်နေရာမှာသုံးတဲ့ဟာဆိုပြီးတော့ကိုကသိနေဖို့လိုတယ်နော်โอเคအဲ့တော့ပြောဒီလူတွေနဲ့ပြောဆိုတာငံမန်းငါစပြောခိုင်းတာတော့မဟုတ်ဘူးเนาะလိုအပ်တဲ့အချိန်ရောက်လို့ရှိရင်မကြောက်ဘဲနဲ့ပြောကိုပြောလို့မရလို့ရှိရင်ကိုယ့်ထက်လူကြီးကိုပြောကိုယ့်ထက်လူကြီးကိုမှပြောလို့မရဘူးဆိုလို့ရှိရင်တော့ဒီလုပ်ငန်းခွင်ကဒီလိုဖြစ်နေရပဲဆိုပြီးတော့ကိုယ့်အနေကိုအဆင်ပြေမဲ့နေအောင်ကိုသာရှာနော်โอเคကြာအဲ့တော့ဆက်သွားမယ်စက်ခိအီတာလာပြီเนาะတခုချင်းစက်ခိအီတာဆိုတာဘာကိုပြောရလဲအဲ့တော့ဆွမ်းနာဒီဟာရမယ်เนาะစန်ဂီဆိုတာဘာကိုပြောရလဲဆိုတော့ခါသားဝါကုမှာမဟုတ်နဲ့စန်ဂီကနေရာထဲမှာတုံးတယ်เนาะအဲ့တော့စက်ခိအီတာဆိုတာဘာလဲเนาะစက်ခိအီတာကိုနွေနေဆန်ဖတ်ကြည့်ပါအောင်စက်ခိအီတာစက်ခိအီတာခတာဝါခုကိုစုခုရုတမယ်နော်ခတာဝါခုယောဂိုဟန်နော်ခုတိုဒက်အပန်တက်ခိနီအဆုစာဂျူနီမီလီမီတာရူနော်ကွန်ပါနေကွန်ကရစ်တိုပန်နေရူနော်ယခုကရှိရောစာရဲမက်ဆိုအဲ့တော့စက်ခိအီတာဆိုတာဘာကိုပြောရလဲဆိုတော့တဲ့ခတာဝါခုကိုစုခုရုတာမယ်နော်အမဆောနာပြောတယ်ခါတာဝါခုဆိုတာတစ်ချက်တည်းကိုခေါ်တာမဟုတ်အကုန်လုံးစုပြီးတော့ခေါ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ခါတာဝါခု form work ကိုလုပ်ဖို့အတွက်စကူရတာမယ်နော်လုပ်ဖို့အတွက်ခါတာဝါခုရောဂိုးဘန်းခါတာဝါခုတုံးတယ်ဂိုးဘန်းဆိုတာဒီအပြားယူပြောရတယ်မှတ်တော့လားနော်ပြောရမယ်ဆိုအထက်သားပြားဖို့ကွယ်နော်အဲ့အပြားယူပြောတာဖြစ်ပါတယ်တဲ့အဲ့ ipan tekini general ဖြစ်ဆိုလို့ရှိရင် atsusa juni mili အရန်အရေးကြီးတယ်လို့မှပြောချင်ပါတယ်ဒီခါတာဝါခုအပြားရဲ့
အာသူစာကဘယ်လောက်လဲဆိုတော့12မီလီဘာဖြစ်လို့အရေးကြီးอ่ะခါတာဝကုမစင်ခင်ဘာလောက်ရလဲဟဲ့အရင်ဆုံးတို့တယ်ဒီကြီးပဲဖြစ်ဖြစ်ကွန်ကရစ်ပေါ်မှာပဲဖြစ်ဖြစ်ဘာလောက်ရလဲခါတာဝကုမစင်ခင်ခါတာဝကုကို Marking အေးမာကင်ရိုက်ကြတယ်ဟုတ်လားမာကင်ရိုက်တယ်ဆိုရင်အမတို့ကအတွင်းလားအပြင်လားဆိုပြီးတော့ရှိတယ်ဟုတ်အဲ့ဆိုရင်အမတို့ကအတွင်းကိုကရိုက်ထားလိုက်ပြီအလုံသမားကိုအဲ့ဒါကိုအလုံသမားအတွင်းမဟုတ်ဘဲနဲ့အပြင်နဲ့လာပြီးတော့ခါသားဝါကုကိုထောင်ချလိုက်မယ်ဆိုလို့ရှိရင်အဲ့မှာသူ့ရဲ့ခါသားဝါကုရဲ့အာသုမိဟုတ်လားအာသုမိလေးကဘာဖြစ်သွားမှာလဲပို့သွားမှာလေနော်အမတို့ကအတွင်းပြောတာနဲအတွင်းပြောတာကို तू ကအမတို့ရဲ့အတွင်းကို तू ကအပြင်လာsorry အပြင်လာလောက်သွားတယ်ဆိုလို့ရှိရင်အမတို့ရဲ့ခုတိုင်းကွန်ကရစ်ဝင်ရမယ့်ကောင်ကကျင်းသွားပြီဟုတ်လားအဲ့တော့သူက12မီလီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်12မီလီဒီဘက်12မီလီတစ်ဖက်ဖြစ်ပါလေနော်အမတို့အဲ့တော့ဒီဘက်12မီလီဒီဘက်12မီလီဆိုရင်24မီလီကျင်းသွားပြီအမှဆိုရင်အမတို့ကစိတ်ကဲကအောက်သွားပြီဟုတ်လားအဲ့လောက်ထိကိုပေါ့နော်အဲ့တော့ဒီအာဆုမီလေးကိုမှတ်ထားလို့ပြောရဲဟဲ့ဘာဖြစ်လို့ဒါလေးကိုမှတ်ရတာလဲဒါလေးကဘာဖြစ်လို့ဗမာသုံးမှာလဲပေါ့နော်အဲ့တော့အဲ့ဟာလေးဒီလိုနေရာတွေမှာတွက်တဲ့အခါမှာဒီဟာကိုမသိထားလို့ရှိရင်ကြတော့အမတို့အဆင်မပြေဘူးပေါ့နော်ပြီးတော့အတွင်းတွေအပြင်တွေဆိုတာတွေကိုလည်းအလုပ်သမားတွေနဲ့တတိချာအခြေအဆက်မိပြောဖို့အရေးကြီးရယ်နော်အဲ့တော့ဒီမှာဆိုရင်ကိုရီးယားတည်ပြီးသွားပြီဒါဆက်ခီအီတာရဲ့အာtsumiကဘယ်လောက်လဲဆိုတော့12မီလီနော်အဲ့တနည်းအားဖြင့်ဘာလဲပြောလဲဆိုတော့ကွန်ပန်နဲ့ထိုင်ထဲမှာဘယ်သူမှဆက်ခီအီတာလို့မပြောဘူးဘာလို့ပဲခေါ်လဲဆိုတော့ကွန်ပန်နယ်လို့ပဲခေါ်တယ်80%နော်80%ကွန်ပန်နယ်လို့ပဲခေါ်တယ်ကွန်ပန်နယ်အာtsumiကဘယ်လောက်လဲဆိုတော့ဂျူနီမီလီနော်အဲ့တော့ဒါတွေကိုအများအားဆိုင်ထဲမှာလုံနေမှာဖြစ်တဲ့ကြောင့်လို့ဒါတွေကိုသိထားရမယ်နော်ဂျူနီမီလီရှိပြီးတော့ကွန်ပန်နယ်ဆိုတာကတဲ့ကွန်ကရစ်တိုပန်နယ်တို့နော်ဒီရောက်ကွန်ကရစ်တိုပန်နယ်ကိုအတူကောက်ခေါ်တာဖြစ်ပါတယ်တဲ့เนาะဒီအပြားကိုပဲပြောတာဖြစ်တယ်ကရှီယောစာရဲမှာအသုံးပြုပါတယ်လို့ပြောအဲ့တော့ Seki Ita ဆိုတာရမယ်เนาะ Seki Ita ကိုမတို့ဘယ်လိုပြောလဲဆိုတော့ companion လို့လည်းခေါ်တယ်ပြီးတဲ့ခါကျသူရဲ့ Atsumiya 12ရှိရဲ့အဓိက main အဲ့ဒါအောင်မှတ်မယ်နိ Okay じゃあ次နောက်တစ်ခုဆက်သွားမယ်ဟေ့ panel ခါတာဝါခုနိ panel ခါတာဝါခုကိုတော့ဆူရှင်းထက်ဆန်ဖတ်ကြည့်ပါအောင်はい。パネル型枠。先生、スクリーンလေးရှင်းပေးပါ。ကိုမင်းはい見えるはい。パネル型枠ဒီကねパネル、はい。パネル型枠、5番に3キを釘止めして、1枚のパネルに加工したパネル状の型枠です。パネル型枠は繰り返し使用する目的で作られます。အဲ့တော့ panel 型枠ね panel 型枠ဆိုတာဘာကိုပြောရလဲဆွမ်းနာအမတို့ကဗာလဲ company ဆိုပြီးတော့ပြောလိုက်တယ်ဒီတစ်ချက်ချင်းစီကိုဟုတ်လားတစ်ချက်ချင်းစီကို company လို့ပြောလိုက်တယ်အဲ့တော့ panel ခါတာဝါခုဆိုတာဘာကိုပြောရလဲဆိုတော့တဲ့6ဘန်းဆိုတာဒီပြားယူပြောတာနော်အမျိုးခေါ်တယ်နော်စက်ခီအီတာလို့ခေါ်လိုက်6ဘန်းလို့ခေါ်လိုက်နဲ့အဲ့တော့6ဘန်းမှာတဲ့ဆန်ဂီဆိုတာဆွမ်းနာပြောတစ်သားနဲ့တစ်သားကိုထောင်လိုက်တစ်သားဟုတ်လားထောင်လိုက်အမတို့ခါတာဝါခုမှာထည့်ထားတဲ့ဟာတွေကိုခုဂီဒိုမဲရှတဲ့ခုဂီဆိုတာတန်ကိုပြောတာဒိုမဲဆိုတာကရိုက်တာနဲအဲ့တော့တန်ရိုက်လိုက်ပြီးတော့တန်ရိုက်လိုက်ပြီးတော့ ichimai no panel တစ်ချက်နဲ့ panel တစ်ချက်ခါခိုしたပုံစံလုံးလိုက်တဲ့ panel ကျော်ကို panel ပုံစံကိုခါတာဝါခုဖြစ်ပါတယ်တဲ့အဲ့တော့ပြောချင်တာကမတို့ဆွမ်းနာမတို့ရှင်းသွားတဲ့အတိုင်းပဲခါတာဝါခုကိုသူပြန်ပြီးတော့အစိပ်ပိုင်းပြန်ခွဲပြီးတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်မတို့ company ဆိုတာဘာကိုပြောရလဲဆိုတော့ဒီအထက်သားပြားစန်းကြီးဆိုတာဘာကိုပြောရလဲဆိုတော့ဒီအချောင်းတစ်သားချောင်းဒါစန်းကြီးအဲ့ဒီစန်းကြီးနဲ့ company နဲ့ကိုခုဂီတို့မဲဆိုတာတန်နဲ့ရိုက်လိုက်တာကတ်လိုက်တာဟုတ်လားတန်နဲ့ကတ်လိုက်ပြီးတော့အဲ့ဒီတပြားလုံးကိုဘာလို့ခေါ်ရလဲဆိုတဲ့အခါကျတော့ panel ခါတာဝါခုလို့ခေါ်တာရလားတဲ့
ပြီးရခါကြတော့ပန်းနေရုခါတာဝခုကပန်းနေရုခါတာဝခုဆိုတာကတဲ့ခရီခါရဲ့ရှိရောဆိုတာပြန်သုံးတာမှဆိုရင်ဒီနေ့လောင်းလိုက်တယ်ကော်လန်လောင်းလိုက်တယ်ပြီးလို့ရှိရင်တပတ်လောက်နေလို့ရှိရင်ခွာလိုက်တယ်ကော်လန်ကိုခါတာဝခုခွာလိုက်တယ်ပြီးခွာပြီးသားခါတာဝခုတွေကိုနောက်တစ်ခေါက်ပြန်သုံးလို့ရတယ်နော်concrete တွေကိုတေချာချစ်ထုတ်တန်ရှင်းတေချာလုပ်ပြီးတော့နောက်တစ်ခေါက်ပြန်သုံးလို့ရတယ်အဲ့ဒါပြန်လှန်ပြီးတော့သုံးတာပေါ့အဲ့ဒါကိုခရီခါရဲ့ရှိရောဆိုလို့ပြောတယ်နော်ပြန်ပြီးတော့သုံးဖို့မခုတက်ခိတဲ့ရည်ရွယ်ချက်နဲ့စကူတာတွေမှာပြုလုပ်ထားပါတယ်လို့ပြောတာရမလားအေးလာ はいやばれ ပြပါတယ် တဲ့စကိနောက်တစ်ခုကကြတော့ဘာတာတာကနဲ့ဘာတာတာကဆိုတာဟေးဒီထဲမှာအဲ့ဒါအမကိုလှမ်းမေးတဲ့ညီမရှိလားမသိဘူးဘာတာတာကဆိုတာလာပြီနော်ဒီအမကိုမေးရပါလို့ခိုင်မီမီစိုးစားလားမဟုတ်ဘယ်သူလဲမသိဘူးအမကိုမေးသေးတယ်အဲ့ဒါဘာတာတာကိုခန်းဆက်စစ်ခန်းဆက်ဆိုတာဖြစ်တယ်ခန်းချီကိုကနေပြီးတော့လာမေးရနဲ့အခုဒီမှာဒါလာပြီဘာတာတာခုဆိုတာဘာကိုပြောရလဲနော်အကိုမေဘာတာခါခုနဲ့ဘာတာခါခုဆိုတာဘာကိုပြောရလဲအဲ့တော့ဟာဘာကအကိုမေကိုဖတ်နေအတင်းရွယ်ဆန်းဖတ်ပါအောင် はい先生バタ角幅が90mm または105mm の角材です中華片枠の簡単、パイプを受けパイプをサポットを立てる際に使用します重いものをちょっと乗せる台じゃないですね。そう乗せる台。として使われます。はい。バタ角。バタ角ဆိုတာဘာကိုပြောရလဲဆိုတော့幅がအကျယ်က 90mm ね 90mm またはဒါမှမဟုတ်လို့ရှိရင်105mm の角材ですね၄တောင်ပုံစံဖြစ်ပါတယ်တဲ့ဘာတာ角ဆိုတာတဲ့ယူကာခတာဝါခုဆိုတာကတော့ကြမ်းခင်းအောက်မှာ slab တွေပါလောင်းတဲ့ဝါခုကိုပြောတာနဲအဲ slab တွေပါကြမ်းခင်းတွေပါလောင်းတဲ့ခတာဝါခုရဲ့ထန်ခံပိုက်ပူကိုဥခဲထန်ခံပိုက်ပူဆိုတော့အလုံးလား၄တောင်လားအလုံးပါအလုံးနဲအဲ့တော့အလုံးပုံအဝိုင်းပုံစံပေါ့နော်အဝိုင်းပုံစံပိုက်ကိုအောက်ကနေခံထားပေးပြီးတော့ပိုက်ပူ support ကိုနဲပိုက် support ကိုတာတဲရုဆိုင်နီထောင်လိုက်တဲ့အခါမှာဆိုရင်ရှိရောရှိမအသုံးပြုပါတယ်တဲ့အမွိမိုနိုလေးတဲ့အရာဝတ္ထုတွေကိုနိုဆဲရုတိုင်တို့ရှိတဲ့လက်ခံပေးထားတဲ့အောက်ကဥခဲတိုင်အနေနဲ့ပေါ့နော်နေနဲ့လေစကာဝါရဲမှာအသုံးပြုပါတယ်အဲ့တော့အဲ့ဒါဘာကိုပြောရလဲဆိုတော့မတို့ကဘာတာခကုဆိုတာအဲ့ဒီတန်ပိုက်တွေဆိုလို့ရှိရင်အဲ့ဒီတန်ပိုက်ကအောက်ကနေပြီးတော့ခံပေးထားတဲ့အကောင်နော်ပြီးတော့အရာဝတ္ထုအလေးကြီးတွေဆိုလို့ရှိရင်အဲ့ဒီအလေးကြီးအောက်ကနေပြီးတော့တဆင့်ခံပေးထားတဲ့ကောင်ဥခဲလုပ်ပေးထားတဲ့ကောင်အဲ့ဒါကိုဘာတာခကုလို့ခေါ်ပါတယ်ဆိုပြီးတော့ပြောထားတယ်ဘာတာခကုအဲ့တော့သူဒီ90ကနေပြီးတော့ဘယ်လောက်လဲဘာတာခကု site ကကြတော့90ကနေ105နဲ့90 order မဟုတ်လို့ရှိရင်105ဖြစ်တယ်အဲ့ဒါကိုဘာတာခကုလို့ခေါ်တယ်ပေါ့နော်အဲ့တော့သူဒီအမတို့ခိုးကန် sorry ထန်ကန်ဟိုင်ဟောဆက်ဆက်ခုနကတော့မေးကြလေးတခုရှိတယ်စိတ်ကိတာကြတော့ဟိုပန်နယ်ရူအပြားဝယ်ပြောပြီးတော့ပန်နယ်ရူခါတာဝါခုဆိုအစုံလိုက်ပြောတာနော်ဆက်ဆက်ဟုတ်တယ်အစုံလိုက်ပန်နယ်ရူခါတာဝါခုဆိုလို့ရှိရင်ကွန်ပန်နယ်အပြားရဲ့ပြီးရခါကြတော့အဲ့ဒီတသားချောင်းဆန်ဂီဟုတ်လားဒေါင်းလိုက်ဖြစ်နေတဲ့ဆန်ဂီရဲ့ကိုဆန်ဂီရိုက်ထားတဲ့တန်နဲ့ရိုက်ထားလိုက်အဲ့အတွဲလိုက်အပြားလိုက်ကြီးကိုဆိုအတွဲလိုက်အပြားလိုက်ကြီးကိုခေါ်တာはいすみませんအဲ့တော့ဒီမှာဘာသာခခုကိုပြမယ်ပေါ့နော်နောက်ကပြမယ်ဆိုမှပဲပြမယ်ဆို
တာအိမ်တွေမှာရှိရဲဆိုရင်ရမတန်တို့ဒီထုတ်တန်တို့အဲ့မျိုးပုံစံမျိုးတစ်တာအချောင်း ရက်မလို့ပြောပါမသိဘူးနည်းဟုတ်တာပဲဟုတ်ပုံကနောက်ကနည်းနည်းဝါနေတယ်အဲ့ဘက်ကလည်းဝါနေမယ်ထင်တယ်အမဒီဘက်ကတော့ဝါရဲဆိုတော့はい先生終わりですねဝါရねはいနောက်ကဒီမှာဒီပုံလေးဆိုမြင်ရမလားမသိဘူးဒီပုံမြင်ရလားဒီမှာဆိုလို့ရှိရင်အမတို့ကဒါဆိုရင်ဒါကြမ်းခင်းနေရဟုတ်လားဒီနေရာဆိုရင်မြင်ရနဲ့ဒါကြမ်းခင်းနေရမှာအမတို့ကဒီဥခဲတိုင်အနေနဲ့ယူထားတာဒီဟာတွေဒီဟာဘာတာခခုဆိုတာနဲဘာတာခခုဒီဟာတွေအဲ့ဒါဥခဲတိုင်အဲ့ဒီပုံမှာထပ်လာပြီးတော့ခိုးကန်နေထပ်ပြီးတော့ခါတာဝခုကွန်ကရစ်လောင်းမယ်ပြီးရင်ခါတာဝခုထပ်ပြီးတော့လုပ်မယ်ပေါ့နော်အဲ့ဒါအောင်မတို့ကဘာတာခခုလို့ခေါ်တယ်အဲ့တော့ဆိုင်းကီဆိုလို့ရှိရင်ဘာနဲ့ခွဲမလဲဆိုင်းကီဆိုရင်ကြတော့ site 50 25ဟာလားဘာတာခခုဆိုလို့ရှိရင်ကြတော့90ဒါမှမဟုတ်105ရမလားအဲ့လိုလေးမှတ်ထားနိုင်မယ်နဲအဲ့တော့ဘာသာခခုဒီဗမာသုံးတာလဲဆိုတဲ့အခါကျတော့ခိုးကန်နေရဲ့ဥခဲတိုင်းပြီးရအခါကျတော့ပစ္စည်းအလေးတွေကိုဥခဲသူတို့လုပ်တဲ့အခါမှာသုံးတယ်ဆိုပြီးတော့မှတ်ထားလိုက်နဲ့အဲ့ဒါဘာသာခခုကိုပြောတာဖြစ်ပါတယ်။次နောက်တစ်ခုကကျတော့ pipe support နဲ့ pipe support ဆိုတာဘာကိုပြောရလဲ။ဒီနေ့ဟိုကမလာဘူးပဲဘယ်လိုလဲ။သူကဒီတမ်းမတက်ဘူးလား။ဟုတ်ပါဘူး။ဟုတ်ပြီမေနနာချိုစာမလာဘူးပဲဒီနေ့။はいじゃあ次နောက်တစ်ခုဆက်သွားမယ်ငိမ့်ငိမ့်သူဆန်း pipe support ဖတ်ကြည့်ပါဦးညီမpipe support hari no soko idaya yuka katawa ko no obiki uke ni shiyo sareru gozai desu ashukuru yoku fudan shimasu yaku shite support などと呼ばれますတဲ့အဲ့တော့ pipe support ဆိုတာဘာကိုပြောရလဲပေါ့နော်အဲ့တော့ hari နော်hari ဆိုတာဘာကိုပြောဘင်းနဲ hari ဆိုတာဘင်းရဲ့တဲ့ soko ita ဆိုတာအောက်ဆုံးအပြား soko ita အောက်ဆုံးအနေဆုံးအပြားပေါ့နော်ဘင်းရဲ့အောက်ဆုံးအပြားရေနောက်ခုကတော့ yuka ဒါမှမဟုတ်လို့ရှိရင် yuka ခါတာဝခုကြမ်းခင်းခါတာဝခုတွေရဲ့တဲ့ ohikiyuke ဆိုတာကအောက်မှာခံထားတဲ့အဲ့ဒီအပြားတွေခါတာဝခုအပြားတွေကိုအောက်မှာခံပေးထားတဲ့အချောင်းလို့သာမှတ်ထားလိုက်နော်အဲ့တော့အဲ့ဒါကိုဥခဲရှီယောစာရဲတို့အဲ့ဒီကောင်တွေကိုလက်ခံမှုအတွက်အသုံးပြုတဲ့ဘူဇိုင်းတက်ပစ္စည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့အာရှိကုဒျောခုဆိုတာဘာ brush ဘာအားကိုပြောတာ compression အာရှိကုဆိုတာဟုတ်တယ်ဖီအားကိုပြောတာ ਨੇ အာစုဆိုတာကမတို့က pressure ဆိုပြီးတော့ပြောတယ်ပေါ့နော်အာရှိကုကျော်တို့ဆိုပြီးတော့မတို့ concrete မှာဆိုလို့ရှိရင်ရှိရယ်ဒီတန်းအဲ့ဒါကြီးမတင်ရသေးဘူးထင်တယ်ဟုတ်လားမတင်ရသေးဘူးလားမပါဘူးလားမတင်ရသေးဘူးနဲအဲ့တော့အမတို့ပြောမယ်ဆိုအာရှိကုကျော်တို့နဲcompression force ပေါ့အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင်တို့တွေတေချာတွေးကြည့်မယ်ဆိုရင်ဒီကောင်ဒီ pressure ပဲเนาะဒီလိုမျိုးဘေးဘက်ကနေပြီးတော့တွန်းတဲ့ pressure တွေပေါ့เนาะဖိအားတွေ pressure တွေအဲ့ pressure ကိုတဲ့ full tension ရှိမှဆိုတာခံနိုင်ရေးရှိပါတယ်လို့ပြောတာနဲ့တာဝန်ခံပြီးတော့ခံပါမယ်လို့ပြောတာဒီက quiz တဲ့အတူကောင်းအနေနဲ့ support နောက်တစ်ခုကကြတော့ support နောက်တစ်ခါကျတော့ support နောက်တစ်ခါကိုမေ support နဲ့အဲ့လိုနားတို့အဲ့လိုအစရှိတာတွေအစရှိတဲ့ဖြင့် your body mass ခေါ်ပါတယ်လို့ပြောတာရမယ်နော်အဲ့ဒါ pipe support အဲ့တော့သူဒီမှာလည်းအမတို့အောက်မှာပုံလေးလေးရှိရပဲเนาะဒီမှာ105 95အကြီးကြီးတွေဆိုလို့ရှိရင်အဲ့ဒါဘာသာခခုလို့သာမှတ်ထားလိုက်เนาะဘာသာခခုပြီးတော့ pipe support ဆိုလို့ရှိရင်ကြတော့ဒီဘက်မှာနောက်ကမမြင်အောင်né pipe support ဒါလေးတွေကိုပြောတာအဲ့တော့အမတို့ကအပေါ်မှာခါသားဝခုအပြားရှိရယ်ခါသားဝခုအပြားကိုဘာနဲ့ခံပေးထားလဲဆိုတော့ဒီဘာသာခခုနဲ့ခံပေးထားတယ်ဟာလားဒီခါသားဝခုအပြားကြီးကိုဘာသာခခုနဲ့ခံပေးထားတယ်အဲ့ဒီဘာသာခခုရဲ့အောက်ကနေပြီးတော့သူ့ရဲ့ဘာထပ်ပြန်ခံပေးထားလဲဆိုတဲ့အခါကျတော့ pipe support ကပြန်ခံပေးထားတယ်ရလား
အဆင့်လိုက်မှတ်ထားမယ်နော်တက်စရီနောက်တစ်ခုကကြတော့ထုံးဘိုဘတ်တာはいထုံးဘိုဘတ်တာねထုံးဘိုဘတ်တာကိုအိမ်မြတ်သူဆန်းはい先生はいトンボバタ通称トンボと言われ針そこ片枠の点検パイプネダパイプと言いますを受けパイプサポートを立てる際に使用しますအဲ့တော့ထုံးဘိုဘတ်တာဆိုတာကတဲ့စူရှော့အတူကဆိုရင်မှ nickname ပေါ့နော်အဲ့ဒါဆိုရင်ထုံးဘိုလို့ခေါ်တယ်ပေါ့နော်ထုံးဘိုတော့ယူရတယ်ထုံးဘိုလို့ခေါ်ပြီးတော့ဟာဒီဆိုကိုခတာဝဟာဒီဆိုကိုခတာဝဆိုတာဘင်းရဲ့အောက်မှာရှိတဲ့ဒီဟာnéဒီအောက်ဆုံးမှာရှိတဲ့ခတာဝကုနော်ထန်ကန်ပိုက်ပူခတာဝကုရဲ့ထန်ကန်ပိုက်ပူထန်ကန်ဆိုတော့အဝိုင်းnéအဲ့ဒီထန်ကန်ပိုက်ပူကိုတဲ့တနည်းအားဖြင့်အဲ့ဒါဘာလဲဆိုတော့နေသားပိုက်ပူလို့ခေါ်တယ်ပေါ့နော်ထားပါတော့ဒါတန်ကန်ပိုက်ပူတို့ယူရတဲ့မှာတန်ကန်ပိုက်ပူလို့ခေါ်တဲ့အရာကိုနောက်ကဒီဟာကိုဖြတ်ထားလိုက်ဒီကနေပြီးတော့ဒီ T ကိုဖြတ်ထားလိုက်ဖြတ်ပြီးတော့ထန်ကန်ပိုက်ပူကိုဥခဲထန်ကန်ပိုက်ပူကိုလက်ခံပေးထားပြီးတော့ပိုက်ပူ support ကိုတာတဲရုဆိုင်နေဒီ pipe support ကိုné pipe support ကိုထောင်းတဲ့အခါမှာရှီယောရှီမတ်အသုံးပြုပါတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ထုံးဘိုဘတ်တာကိုပြောတာအဲ့တော့ဒီမှာဆိုလို့ရှိရင်မတို့ကြည့်ဒီမှာဒီတစ်သားကြီးအမတို့သိတယ်ဒါပါလဲဆိုတော့အပြင်ဘက်မှာရှိနေတဲ့ဟာဒီရဲ့စုတ်ကိုခါတာဝါခွnéခါတာဝါခွတဲ့ခါတာဝါခွရဲ့အောက်မှာအမတို့ကချော့ကူဆက်ဆိုပိုက်ပူစပို့တော့မလာဘဲနဲ့ထုံးဘိုဘတ်တာကိုခံလိုက်တာထုံးဘိုဘတ်တာကိုခံပြီးတော့မှပိုက်ပူကိုလာပြီးပိုက်ပူစပို့တော့လာပြီးတော့ထောက်ထားပေးတာဒါဟာဒီနဲ့ဆိုင်တာnéအဲ့လိုမဟုတ်ဘဲနဲ့တချို့နေရာကြီးကကြတော့မတို့ကဒီမှာခါတာဝါကုအပြားရှိတယ်အဲ့ခါတာဝါကုအပြားအောက်မှာဘာသာခကုကိုထားတယ်ဘာသာခကုရဲ့အောက်မှာမှဒီကောင်ဒါဆိုလို့ရှိရင်လည်းထုံးဘိုဘတ်တာပဲเนาะထုံးဘိုဘတ်တာကိုထည့်ပြီးတော့မှအောက်ကနေပိုက်ဘူးစပုတ်တူနဲ့ပြန်ထောက်ပေးထားတာရမလားအဲ့တော့ဒီဟာလေးတွေကိုကြည့်လိုက်လို့ရှိရင်အကုန်လုံးကတော့တစ်သားတွေကြီးပဲလို့ထင်နေမယ်ဒါပေမဲ့လည်းသူ့အနေနဲ့သူအခေါ်ပေါ်တွေကပြောင်းမယ်ရှိရပေါ့เนาะပြီးတော့သူတစ်ခုနဲ့တစ်ခုလှုပ်ဆောင်ချက်တွေကလည်းမတူဘူးမှန်ဆန်ဟိုဘတ်တာခကူရဲ့အပေါ်ဟာကြတော့ဒီပန်နယ်တို့ရဲ့ဒီဟာလားအပေါ်ကြားတန်လေးတွေတက်တာလားတန်ခိုးကန်ဟုတ်ကဲ့တန်ကြောင်းခိုးကန်တော့ဟုတ်ဆိုဘာလို့ဆိုတော့အမတို့ဒီမှာဘာသာခကုမှာရေးထားရမလားဘာသာခကုကဘာကိုဥခဲတူရီလုပ်ပေးလဲဆိုတော့ပြရဝိုင်းဘာသာခကုကဘာကိုဥခဲတူရီလုပ်ပေးလဲဆိုတဲ့အခါကျတော့ခိုးကန်sorry ခိုးကန်ဒါမှမဟုတ်လို့ရှိရင်ထန်ကန်néထန်ကန်ပိုက်ပူကိုဥခဲဆိုပြီးတော့ပြောထားရမှာလားဘာသာခကုကnéအဲ့ဒါကြောင့်မလို့သူ့အပေါ်မှာမတို့ကဘာသာခ sorry ထန်ကန်ပိုက်ပူရှိမယ်néဥခဲလို့ပြောထားလို့ရှိရင်အောက်ကနေပြီးတော့လက်ခံပေးထားတယ်အောက်ကနေ support လုပ်ပေးထားတယ်ဆိုတဲ့အဓိပ္ပာယ်လို့မှတ်ထားမယ်နော်ဟိုက်ရမလားရရင်စုကြည့်ဆက်သွားမယ်နော်နောက်တစ်ခုကကြတော့မတို့ဗာလဲဆိုတဲ့အခါကျတော့ခါကီကိုမီဇိုင်နော်ခါကီကိုမီဇိုင်ရဲ့ site ထဲမှာဆိုရင်ပြောတယ်ကြတူခါကီကိုမီဇိုင်ကိုဘယ်သူနဲ့ကြောက်မနေဆန်းနဲ့ကြောက်မကြောက်သေးဘူးဟိုက်နေဆန်းဖတ်ကြည့်ပါဦးMakakikomi-zai, Mado wakunato no concreto ni miso wo sukurutame ni katawaku ni torisukeru buzai desu. Sujo ankozai to iwaremasu. အဲ့ခါကီကိုမီဇိုင်ဆိုတာဘာကိုပြောရလဲဆိုတဲ့ခါကျတော့တဲ့အဲ့ကြောင့်အမတို့ဆမ်းမိုးရောကိုဆိုတာကိုသင်ရတာnéဆမ်းမိုးရောကိုဆိုတာကိုသင်ရတာဘာဖြစ်ဆိုတော့ခန်းကြီးတစ်ခုချင်းစီရဲ့အဓိပ္ပာယ်သိလဲဒီဟာကြီးကဘာကြီးလဲဆိုတာကိုမပြောနိုင်ဘူးเนาะအဲ့အတွက်ကြောင့်မလို့ဆမ်းမိုးရောကိုဆိုတာနောက်တစ်ခုဆက်ပြောဦးမယ်ဆမ်းမိုးရောကိုဆိုတဲ့အရာကလေတစ်လုံးချင်းစီကြက်ရတာမဟုတ်ဘဲနဲ့သူ့ရဲ့ခိုးခုနဲ့သူ့ရဲ့ဘယ်လိုပြောရမလဲဆောက်လို့ပြီးမှဆိုလို့ရှိရင်လည်းအမျိုးမျိုးရှိရတယ်เนาะဆလန်ကဆိုမတို့ရောဆက်စုသွားတယ်ရောဆက်စုနဲ့ဆိုင်တဲ့ဟာပြီးရင်ဒီမှာခါတာဝကုလာတယ်ခါတာဝကုနဲ့ဆိုင်တဲ့အရာပြီးရင်သူ့ရဲ့ process လုပ်ငန်းစဉ်အားအဲ့လိုမျိုးတစ်ဆင့်ချင်းစီလေ့လာတာဟိုလိုမျိုးတစ်လုံးချင်းစီထိုင်ပြီးတော့ကြက်ရတဲ့အရာမဟုတ်ဘူးရဲ့ဆင်မွန်းရောကိုဆိုတာနည်းပြီးတော့ဆင်မွန်းရောကိုဘာလို့တင်လဲဆိုတဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့ဒါကိုမသိပဲနဲ့တစ်လုံးချင်းစီထိုင်ကြက်နေလို့ရှင်ကြတော့နောက်ကအချိန်ကမူတိုင်းနိုင်ဖြစ်တာပဲရှိလိမ့်မယ်ပေါ့နော်
ကြည့်ကြည့်အောင်ခါကီကိုမီဆိုင်ဆိုတာဘာကိုပြောရလဲဆိုတော့မာတိုဝါခုမာတိုဆိုတာဘာကြီးတော့ပဒင်းပေါက်ဟာလားပဒင်းပေါက်ခါတာဝါခုနဲအဲ့လိုမျိုးပြောရလား はい。ဆက်ကြည့်ကြည့်အောင်အဲ့တော့ကွန်ကရစ်တိုနီကွန်ကရစ်တိုမှာမတို့ကမိဆိုနေမတို့ဗရင်းပေါက်တွေဖောက်တယ်ဆိုလို့ရှိရင်ဗရင်းပေါက်မှန်နေ slide တွေထားဖို့အတွက်ကွန်ကရစ်အဲ့ကွန်ကရစ်မှာအမြောင်းလေးတွေထားခဲ့ရတယ်ဟုတ်လားအမြောင်းလေးတွေလေ slide တို့တွေတက်ဖို့ပဲဖြစ်ဖြစ်ကွန်ကရစ်မှာအမြောင်းလေးတွေမြောင်းလေးတွေနော်အဲ့တော့အဲ့စမ်းခတ်ခုဟာလေးတွေရှိရယ်စမ်းခတ်ခုဒီလိုမျိုးလေးတွေအဲ့ဒါလေးမြင်ဘူးလားမသိဘူးဆိုင်ထဲမှာဒီလိုမျိုးလေးတွေမဲဂျီနေရာတွေမှာထည့်တာတော့ပါတော့နော်ဒီလိုစမ်း3မြောင်ဟာလေးတွေအဲ့ဒီမီဆိုစကရုတာမဲ့တော့အဲ့ဒီမြောင်းလေးကိုလုပ်ဖို့အတွက်ခါတာဝခုမှာဆိုလစ်စကဲတို့တက်ထားတဲ့ဘူးဆိုင်တဲ့ဆက်စေးပိုင်းဖြစ်ပါတယ်တဲ့ဆူရှော့အတူကောက်ဆိုရင်မတို့ကအန်ကိုဆိုင်လို့လည်းခေါ်ပါတယ်လို့ပြောတယ်နော်အဲ့တော့ဒီမှာမပါဘူးပဲခါကီကိုမင်းဆိုင်နဲ့ခါကီကိုမီဆိုင်ခါကီကိုမီဆိုင်뭔데요 카키라 기라 카키네 ခိပဲစတဲ့ ကြည့်ပါ ခါခိ 카키 코미사이 따따따 ဒီလိုမျိုးမြောင်းလေးတွေတွေ့လားဒီလိုမြောင်းလေးတွေနဲမြောင်းလေးတွေအဲ့ခါကီကိုမီဆိုတာအဲ့လိုမျိုးပြောတာနဲအဲ့လိုမြောင်းလေးတွေကြံနေဖို့အတွက်မြောင်းလေးတွေကွန်ကရစ်ဗရင်းပေါက်တွေပါတယ်ဆိုလို့ရှိရင်အဲ့ကွန်ကရစ်မြောင်းလေးတွေဖော်ဖို့အတွက်ခါတာဝခုမှာတက်ထားတဲ့အားလေးကိုဘာလို့ခေါ်လဲဆိုတော့ခါကီကိုမီဆိုင်လို့ပြောတယ်တနည်းအားဖြင့်အန်ကိုဆိုင်လို့လည်းခေါ်တယ်တော့ကမြင်လွယ်တဲ့ပုံမရှိဘူးလားမသိဘူးမျက်လုံးထဲတော့မြင်တယ်ဟုတ်အဲ့လိုမြင်ဒီမှာဒါလေးတွေအမပြောဒီလိုမျိုးလေးတောင်လေးတွေတရိကန်လေးတွေဒီလိုမျိုးတွေခါတာဝခုမှာဒီလိုမျိုးလေးတက်လိုက်တယ်ဆိုလို့ရှိရင်ခါတာဝခုဖယ်လိုက်လို့ရှိရင်ဒီဟာလည်းဖယ်လိုက်တယ်လေနော်အဲ့ဒါဖယ်လိုက်လို့ရှိရင်အဲ့ကွန်ကရစ်မှာဒီလိုမြောင်းလေးတွေကျန်နေခဲ့တာရလားမသိ ဟုတ်ပြီဟုတ်ပြီ ဟိုက်ခေါ်လိုက်လား ဟိုက်ဆန်စေဟိုလိုမျိုး ပါပဲရဲ့ အပြားအသေးသေးလေးတွေ အပြားသေးသေးလေးတွေဆိုအပြားသေးသေးလေးလည်းဟုတ်တယ်ဒီလိုမျိုးဟာလေးတွေလည်းဟုတ်တယ်နော်ဒီလိုမျိုးအကြီးတွေလည်းရှိရယ်နော်ဇိုင်းလောက်တာဟိုက်ဟုတ်စီ ဟိုက်မီ ခါပဲမှာဒီမဲကြီးလောက်တာနဲ့တူတူပဲလားဆင် ဟုတ်တယ်အတူတူပဲခါပဲမှာမဲကြီးလောက်တာ ခါ နဲ့အ ပဲ တူတူ ခါ ပဲ ပဲမှာမဲကြီးလောက်တယ် ဆိုမဲကြီးမှာအမတို့ကတချို့ကျတော့တရိကန်ပုံစံလောက်တယ်တချို့ကျတော့ခါပဲမဲကြီးကတရိကန်ပုံစံများတယ်တချို့ကျတော့4000လေးလည်းလောက်တာများတယ်များတယ်တော့မဟုတ်ဘူး4000လောက်တာလေးရှိအဲ့အတွက်ကြောင့်မလို့ဒီမှာဒါဆိုလို့ရှိရင်တို့ကခါကီကိုမီဆိုင်နေအဲ့ဒါတွေအကုန်လုံးကိုခတ်အဲ့ဒါအကုန်လုံးကိုတို့ကခါတာဝခုမှာဘန်းဆိုကတ်လိုက်တာပဲဟုတ်တယ်နော်ခါပဲမှာမဲကြီးလောက်တာနဲ့သွားဆင်တယ်ခါပဲမှာမဲကြီးကထားတဲ့ဟုတ်ထောင်လိုက်လောက်တာဟုတ်အခုကကြတော့မတို့ဗရင်းပေါက်တွေပါလေဆိုတဲ့အခါကျတော့မတို့ထောင်လိုက်ကောအလျားလိုက်ကောပေါ့နော်ရတာโอเคဒါဆိုမတို့ဆက်သွားရအောင်နောက်တစ်ခုကမန်ဂီနော်မန်ဂီဖတ်ကြည့်ပါအောင်မန်ဂီကိုအမှားပဲဖတ်လိုက်တော့မယ်နော်ကွန်ကရစ်တိုနော်ခါတိုကွန်ကရစ်ကထောင်ပေါ့နော်အဲ့ထောင်ကိုတဲ့ခါကီကိုမီတိုလူခါကီခိုမှုတိုခီနေစနကလိုမျိုးအဲ့လိုမျိုးအချိုင်လေးတွေပေါ့နော်အချိုင်လေးတွေမြောင်းလေးတွေလုတ်တဲ့အခါမှာရှီယောစုလူပူဆိုင်တက်တုံးတဲ့ဟာဖြစ်ပါတယ်မန်ဂီဆိုတာစနဒါကိုပြောတာစိုက်ထဲမှာအရင်တုံးတယ်စနအမပြလိုက်တဲ့ဟာဒါလေးတွေကိုဘာလို့ခေါ်လဲဆိုတော့မန်ဂီလို့ခေါ်တယ်ရလားတဲ့နောက်တစ်ခုကကြတော့မတို့မဲကြီးဆိုတာမတို့ join နေရာတွေကိုပြောတာဘိုးဆိုတာအချောင်းလိုက်ပေါ့နော်အဲ့တော့ကွန်ကရစ်တုံတော့ဟီတာမန်နေကွန်ကရစ်တုရဲ့ဟီတာမန်ဆိုတာမျက်နှာပြင်အပြန့်အောင်ပြောတာနဲ့ပြန့်နေတဲ့မျက်နှာပြင်ညီနေတဲ့မျက်နှာပြင်ပေါ့ဒီလိုမျိုးဘာမှမရှိဘူးပြန့်နေတဲ့မျက်နှာပြင်မှာမီဆိုစကဲရူတိုကီနီမြောင်းထဲတဲ့အခါမှာနော်မြောင်းထဲတဲ့အခါမှာအသုံးပြုတဲ့ဘူဆိုင်တက်အဲ့တော့ဒီမှာအမမြောင်းထဲတဲ့ဟာတွေကို၃ခုရှိပါတယ်ခါကီကိုမီဆိုင်လို့လည်းပြောတယ်မန်ကီလို့လည်းပြောတယ်မဲဂျီကိုလို့လည်းပြောတယ်အဲ့တော့သူတို့ရဲ့အဓိက main ရွယ်ချက်တွေကဘာလဲဆိုတော့ကွန်ကရစ်မျက်နှာပြင်မှာမြောင်းဖော်တာပဲဟုတ်လားနော်တဲ့နောက်တစ်ခုကကြတော့မတို့ဘာလဲဆိုတော့ထမ်ဘာကူရုနောက်တစ်ခုကကြတော့ချေဟုတ်လားတဲ့အဲ့တော့ထမ်ဘာကူရုတော့ချင်းတော့ထမ်ဘာကူရုတွေချင်းဆိုတာကတဲ့ဟီပါရုကိုတိုနီယော်ရီဆွဲတာပေါ့နော်ဆွဲလိုက်ပြီးတော့ခ
카타와쿠노 카타와쿠의 또가이보시 네 카타와쿠의 또가이보시가 카타와쿠를 마야일레도အောင်မပြိုလဲတော့အောင်ကာကွယ်တာတွေပြည့်ခါကြတော့ထတဲ့ဤတဲ့ထောင်တဲ့အခါမှာတွေnéထောင်တဲ့အခါမှာတွေခါတာဝကုထောင်တဲ့အခါမှာချောဆဲစုရုတိုခိနိ adjust လုပ်တာပေါ့နော်ညှိနှိုင်းတဲ့အခါတွေမှာ shiyoshimas အသုံးပြုပါတယ်တဲ့အဲ့တော့သူကအထဲမှာဘယ်လိုမျိုးပြင်ရှင်းလာဆိုhashira ဆိုတာမှာတော့တိုင်ကိုပြောတာné hashira တွေပြီးတဲ့အခါကျတော့ hari ဆိုတာဘင်းကိုပြောတာnéအလျားလိုက် hashira တွေဘင်းတွေဆွေဟိဖြစ်မဖြစ်တောင်းပန်ကြမကြnéအဲ့ဒါတွေကို sorry ဆွေဟိဆိုတာမြေပြင်ကြီးဖြစ်မဖြစ်ဆွေချောခုတောင်းပန်ကြမကြနော်စေကကုနီစုရုကိုတော့အမှန်ကန်အောင်လုပ်တဲ့အရာပေါ့နော်ပြောချင်တာကဒီလိုမျိုးခါတာဝကူတွေထောင်တဲ့အခါမှာဒီလိုမျိုး chain တွေနဲ့ဆွဲပြီးတော့ညှိရတယ်ခါတာဝကူကိုဘန်းဆိုပြီးတော့မြင်းရိုက်ထားတဲ့ပုံမှာထောင်လိုက်တာနဲ့ तू မတ်သွားတာလားမမတ်ဘူးเนาะမမတ်ဘူးတူအဲ့ဒီထမ်ဘာကူရnéထမ်ဘာကူရတွေထမ်ဘာကူရတွေပြီးတဲ့အခါကျတော့ chain တွေနဲ့ဒီလိုမျိုးဟာလေးเนาะအဲ့ဒါတွေကဘာလို့ခါတာဝကူထောင်တဲ့အခါမှာဒီလိုမျိုးဟာလေးတွေကိုသုံးပြီးတော့ချောဆဲလောက်ကပါnéချောဆဲလောက်ကပါဖြစ်ပါတယ်နောက်ဘာလို့မထွက်လာရလဲချက်တော့တယ်néဒီလိုမျိုးတွေ chain နေတယ်တလားဒါ chain တွေထမ်ဘာကူလို့ပြီးရခါကျတော့နောက်တစ်မျိုးchain လို့လည်းခေါ်တယ်ပေါ့နော်အဲ့ဒါတွေ ਨੇ ခါတာဝကူကိုထောင်တဲ့အခါမှာပြီးတော့ chain block တွေရှိတယ်ဟုတ်လား site ထဲမှာဆိုရင် chain block ကိုနဲ့အဲ့ဒီ chain တွေကိုကြောင်ဆိုပြီးတော့ဆွဲတင်တာတို့ပြီးတော့ short တာတို့ပြီးတော့တခါစားတွေ chain တာအမြင့်နေ chain တာတို့ ਨੇ အဲ့ဒါတွေလုပ်ရပါတယ်လုပ်ပါတယ်ပေါ့နော်なんか動画なかなかないね。なんか動画ပြ line တွေမကောင်းတော့動画ပြလို့ရှင် line ကြပါလိမ့်မယ်ထင်တယ်အမှ Google Classroom ထဲမှာထည့်ပေးတာတဲ့အဲ့တော့ဒီဟာရမယ်နော်အဲ့တော့ခါတာဝါကူထောင်တဲ့အခါမှာတောင်းပန်ကြမကြရေပြင်းကြီးဖြစ်မဖြစ်အဲ့ဒါတွေကိုဘာတွေနဲ့ချောဆဲလုပ်လို့ရလဲ adjust လုပ်လို့ရလဲဆိုတဲ့အခါကျတော့ထမ်ဘာကူလူနောက်က chain တွေနဲ့ချောဆဲလုပ်လို့ရပါတယ်လို့ပြောတာရမယ်နော်အဲ့တော့မတို့ကဒါကိုထမ်ဘာကူလူဒါတွေကကြတော့ chain တွေကိုပြောတာရလာဝေးရပါတယ် ရပါတယ် 자အဲ့ဒါဆိုရင်မတို့ဒီ118မှာခဏရက်ထားမယ်နော်118မှာခဏရက်ပြီးတော့အခုနောက်ပတ်ကြလို့ရှိရင်ဆက်သွားမယ်အစင်မပြေတာရှိရင်ပြောပါရပါတယ်နော်မှပြီးမှာပါပြေပါတယ် ဒီခန်းပြီးသွားရင်တော်တော်ပြီးပါပြီ Hi အဲ့တော့ထပ်ပြောပါမယ်စင်မိုးရောကိုဆိုတာကစင်မိုးရောဒီတန်းစင်မိုးရောကိုအတန်းဆိုပဲလို့ site ထဲမှာအဓိကသိရမယ့်အခြေခံတွေကိုသင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့なんかဆောင်မွဲအောင်မို့အတွက်အဲ့လိုမျိုးပေါ့နော်ဆောင်မွဲအောင်ရပြီလို့အဲ့လိုမျိုးပုံစံမဟုတ်ဘဲနဲ့တကယ်အလုပ်ထဲမှာအဆင်ပြေဖို့ပေါ့နော်ပြီးတော့အဲ့လိုမျိုးစိတ်ဝင်စားလာဖို့ပေါ့နော်အဲ့လိုမျိုးအဓိကရည်ရွယ်ပြီးတော့သွားပါလို့နှုတ်မဆိုလို့ရှိရင်ကြတော့ရေးရှိဟွာဖြစ်မှာမဟုတ်အလုပ်ကလှုပ်လို့ပြောလို့လှုပ်တာတော့မှန်ပင်မဲ့လို့ ਨੇ နှုတ်မဆိုရင်なんかအဲ့ဆိုအလုတ်ကမခိုင်းလဲလောက်ရမှာပဲเนาะတို့တွေကပတ်စံရှာနေရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့မလုတ်ချင်လဲလောက်ရမယ်တူလုတ်ချင်စိတ်ပါနဲ့လုတ်လိုက်တော့အဆင်ပြေတာပေါ့เนาะ17ရောက်ဖြစ်သွားတယ်အမလေးဆ iam နန်းဆန်အခုပဲပြောနေရနန်းဆန်စန်ဒေးပြတ်တာများပြီဆိုပြီးတော့လိမ့်နေဟိုင်းနန်းပြောဟိုဆိုအခုနည်းနည်းစောလို့ဒီဘက်ပြောင်းနေအိုးနန်းအတန်မကြားကြပြီနော်အမကကြားတာရှိဟုတ်တယ်ဆိုသူသုံးချိန်အမကတက်ပါရဲ့စန်းသေးစုကိုတန်းတက်တယ်စန်းသေးဝါတန်းကြတော့အလောက်ကနည်းနည်းနောက်ကျတာမလို့အမနဲ့ညီမနဲ့ကြားဖြစ်နေဟုတ်အဲ့တော့ကဲကြာဘာမှမေးကြမရှိလို့ရှိရင်မတို့
တိတိရှိမှနားထားမယ်နဲ့ကိုင်ဆာမ ဟုတ် はい、様です。ありがとうございました。お疲れ様でした。ありがとうございました。ありがとうございます。ありがとうございました。はい。